ငါအဖေကမိသားစုမျိုးရိုးမပြတ်စေချင်တာနဲ့မြေခွေးတစ်ကောင်ကိုဖမ်းလာပြီးတညအိတ်ထိမ့်သိမ်းထားခဲ့ဘူးတယ်ဒါပေမဲ့တညတည်းနဲ့တင်အဲ့ဒီမြေခွေးကရွှေရုပ်ကလေးလိုချုံမောလှပတဲ့မိမလှလေးဖြစ်သွားတာပါလေငါအဖေလည်းကြောက်လွန်းလို့ချက်ချင်းပဲတူးထောက်ပြီးအသက်ချမ်းသာပေးဖို့တောင်းပန်တော့တာပေါ့ဒါပေမဲ့အဲ့ဒီမိမလှလေးကနည်းနည်းမှမတော်တာထွက်တဲ့အပြင်နေတိုင်းဒီလိုပဲလုပ်ရအောင်လို့တောင်းဆိုခဲ့သေးတယ်အဲ့ဒီလိုနဲ့ပဲသူတို့ရဲ့အပျော်ကြီးပျော်စရာညစဉ်အစီအစဉ်လေးစခဲ့တာပေါ့နောက်တော့မြေခွေးအမေကကိုဝင်ဆယ်လလွယ်ပြီးငါ့ကိုမွေးဖွားပေးခဲ့တာနှစ်တော်ကြတော့ငါတော်တဲ့ထင်းခုတ်သွားရင်စပားကြီးမွေကြီးတကောင်မြေခွေးပေါက်စလေးကိုအတင်းရစ်ပတ်ထားတာမြင်လိုက်ရတယ်ငါလည်းတွန်းဆုပ်မနေပဲလက်ထဲကထင်းခုတ်တာနဲ့ချက်ချင်းပြစ်ပေါက်လိုက်တာမွေရဲ့ခေါင်းကိုတန်းထိတာပဲစပားကြီးမွေလည်းခဏလောက်ရုန်းကန်ပြီးပွဲချင်းပြီးတည်သွားခဲ့တယ်မြေခွေးလေးကမွေရန်ကနေလွတ်သွားပေမဲ့ဒဏ်ရာတော်တော်ပြင်းပြင်းထန်ထန်ရသွားခဲ့တယ်ဒါနဲ့ငါလည်းအိမ်မြန်မြန်ပြန်တယ်လာပြီးတိုင်းရင်းစေးမြစ်တွေနဲ့ဒဏ်ရာတွေကိုကူပေးလိုက်တဲ့ရက်ပိုင်းလောက်အတွင်းမှာပဲအဲ့ဒီကောင်လေးကပြန်ပြေးနိုင်လွှားနိုင်သွားတာအဲ့ဒီအချိန်ကစလို့ဒီမြေခွေးလေးကငါအိမ်ကနေလုံးဝမခွာတော့ဘူးဒါပေမဲ့ငါကမိဘမဲ့တကောင်ကျွတ်ဆိုတော့ကိုဝမ်းပင်ကိုနိုင်အောင်မနှဲစားနေရတာလေသူ့ကိုတော်တဲ့ပြန်လွတ်ဖို့မကြခဏစူးစမ်းခဲ့ပေမဲ့ညဘက်ရောက်တိုင်းငါတကားဝါမှာပြန်ပေါ်လာတတ်တဲ့စားစရာတော်တီတော်နံတွေတောယုံဒါမှမဟုတ်ရေချက်တွေကိုပါဆက်မှာကြိုက်လို့ပေါ့အဲ့ဒီတော့မှအဲ့ဒီမြေခွေးလေးကသူ့ဝမ်းသူကြောင်းနိုင်တယ်ငါကြွေးစရာမလိုဘူးဆိုတာပြချင်မှန်းငါသဘောပေါက်လိုက်ရတယ်အဲ့ဒါနဲ့ပဲငါလည်းစိတ်အေးသွားပြီးသူ့ကိုဆက်ထားလိုက်တော့တာပေါ့အဲ့ဒီနောက်ပိုင်းမြေခွေးလေးကငါအနားမှာပဲအမြဲတမ်းရှိနေခဲ့တာငါအသက်18နှစ်ပြည့်တဲ့အထိပဲအဲ့ဒီအသက်18နှစ်မှာတော့အဲ့ဒီမြေခွေးလေးကရုတ်တရက်ပျောက်သွားခဲ့တာပါပဲညမောင်တဲ့အထိစောင့်နေပေမဲ့ပြန်မလာခဲ့ဘူးငါလည်းအပြင်ထွက်ရှာတော့မလို့လှုပ်တုံးတကားဝမှာအဖွားကိုတယောက်ရောက်လာခဲ့တဲ့တုတ်ကောက်လေးထောက်လို့ကျင်နာတတ်တဲ့မျက်နှာပေးနဲ့ပေါ့လူငယ်လေးအဖွားငါမြင်မလေးကိုလာရှာတာပါမင်းသူ့ကိုမြင်လိုက်မိသေးလားတဲ့ငါရင်တွေချက်ချင်းတိတ်ကနေဖြစ်သွားတာပေါ့မကြသေးခင်ကမှရွာပြင်ကဘသူမှလာတာမှမရှိတာအဖွားမြင်မလေးကဘသူမို့လို့လဲလို့မေးလိုက်တယ်အဖွားအိုကအဟုတ်ဟုတ်နဲ့ချောင်းနဲ့ဆုပ်လိုက်ပြီးငါ့ကိုစိုက်ကြည့်ကလွန်ခဲ့တဲ့နှစ်နှဲငယ်ကအဖွားခီးထွက်သွားတော့မြင်းမလေးကိုအိမ်ဆောင်ကြံခဲ့ခိုင်းတာအဖွားပြန်လာတော့မြင်းမလေးကပျောက်နေတယ်သူမင်းအိမ်မှာလာနေတယ်လို့တယောက်ကပြောလိုက်လို့ပါလို့ပြောတယ်ကြားလိုက်ရတော့ငါလဲစွန့်သွားတာပေါ့ဒီအိမ်မှာငါတယောက်တည်းနေတာလေဒါနဲ့ပဲရင်ကြီးကြီးပဲအဖွားနေရာမှနေပြီထင်တယ်လို့ပြန်ပြောလိုက်တယ်အဖွားအိုကခေါင်းငိတ်ပေမဲ့သူ့မျက်လုံးတွေကငါမိဖို့ချောင်းစီတက်တက်စိုက်ကြည့်နေတာငါလက်ကြည့်လိုက်တော့မြေခွေးလေးကအဲ့ဒီမှာစောင့်ကြောထိုင်နေတာကိုတွေ့လိုက်ရတယ်အဖွားအိုကိုအမြင့်နဲ့ပြရင်ပြုံးပြနေတယ်လို့တောင်ဖြစ်နေသေးတာအဖွားအိုလည်းအဲ့ဒီမြေခွေးလေးကိုမြင်ပြီးတာနဲ့ဘာမှမပြောပဲလှည့်ထွက်သွားတော့တာပဲအဲ့ဒီညမှာမြေခွေးလေးကထုံးစံအတိုင်းငါဝမ်းပိုက်ပေါ်မှာအိတ်ခဲ့တဲ့နောက်နေ့မနေ့ငါနိုးလာတော့မြေခွေးလေးကထပ်ပြောက်သွားပြန်ရောငါအိယာကထလိုက်တာနဲ့စပွဲပေါ်မှာအနီရောင်ဗိုက်စီးစက်ကူကလေးရဲ့အထဲမှာအနီရောင်စက်ကူနဲ့ပတ်ထားတဲ့အမွှေးစုလေးတစ်စုရဲ့ကိုတွေ့လိုက်ရတယ်အဲ့ဒါဘာလို့ဖို့လဲငါလည်းမသိတာနဲ့ရွာလူကြီးစီယူသွားပြလိုက်တယ်ရွာလူကြီးကအဲ့ဒီပစ္စည်းတွေကိုမြင်တော့ရေမောပြီးဟာမင်းကလေးတယောက်ကမင်းကိုစောင်းပါရိတ်ချီပိုးပန်းလိုက်တာပဲဒါကိုသူ့မိဘတွေစီယူသွားပြီးမင်္ဂလာစကားသွားကြောင်းလမ်းလို့ရပြီကဲမြေလေးဘယ်မင်းကလေးကပေးလိုက်တာလဲပြောစမ်းပါဦးတဲ့ငါလည်းအဲ့ဒီနေရာမှာတင်ကြောင်သွားတာပေါ့မြေခွေးလေးကများငါအတွက်ယူလာပေးတာလားဒါပေမဲ့ငါမထင်မှတ်ထားတာကအဲ့ဒီနေ့ကစပြီးအဲ့ဒီမြေခွေးလေးရောက်မလာတော့တာပဲပျောက်သွားပြီးတဲ့နောက်ငါစိတ်ထဲတော်တော်လေးဟာတာဖြစ်ကြံခဲ့တယ်စားတာနဲ့အိတ်တာကလွှဲရင်တောင်ပေါ်တစ်ခုလုံးပက်ရှာခဲ့ပေမဲ့ဝမ်းနေစရာကောင်းတာကသူ့ခြေရလက်ရလုံးဝမတွေ့ခဲ့ရဘူးခွဲခွာရတာလက်ခွဲမကရှာခဲ့ပေမဲ့ရှာမတွေ့ခဲ့ဘူးအဲ့ဒီအချိန်မှာငါလည်းစိတ်သက်တွေအတော်လေးကျနေပြီးသူ့ကိုနောက်ထပ်ဘယ်တော့မှတွေ့ရတော့မှမဟုတ်ဘူးလို့တောင်ထင်နေခဲ့တာလက်ခွဲလောက်အကြာညတညမှာတော့တကားဝမှာအဖွားအိုတယောက်ထိုင်ကုန်နေတာကိုတွေ့လိုက်ရတယ်ဘာဖြစ်လို့လဲသွားမေးတော့အဖွားအိုကငါအတန်ကြားတာနဲ့ခေါင်းကိုဖက်ခနဲမောကြည့်လာပြီးအတန်ဝါနဲ့ငါမြေးလေးကိုရှာနေတာငါမြေးလေးပျောက်နေလို့ပါမင်းသူ့ကိုမြင်မိရလားလို့မေးတယ်ကြားလိုက်ရတော့ငါချက်တီးတောင်ထသွားတယ်ပြီးခဲ့တဲ့တစ်ခေါက်တုန်းကမြေးမလေးလာရှာတယ်ခုကျတော့မြေးလေးလာရှာပြန်ပြီးဘာလို့ငါအိမ်ကြမှာလူလာရှာနေကြတာလဲငါလည်းသူ့မြေးလေးကိုမမြင်ဘူးပါဘူးလို့ချက်ချင်းညင်းလိုက်တာပေါ့ဒါပေမဲ့အဖွားအိုရဲ့မျက်နှာမှာဝေဝေဝါးဝါဇဝေဇဝါဖြစ်သွားတဲ့ပုံစံပေါ်လာပြီးမင်းမမြင်ဘူးလားဟုတ်လားဒါဆိုလွန်ခဲ့တဲ့6နှစ်တုန်းကဆိုပြီးပြောလိုက်တော့တာပဲလွန်ခဲ့တဲ့6နှစ်တုန်းကအဖွားမြေးလေးကိုမင်းမမြင်ဘူးလားတဲ့သူ့စကားပြောပုံကငါ့ကိုစစ်ဆေးမေးမြန်းနေတယ်လို့ပါပဲငါလည်းအကြာကြီးစဉ်းစားကြည့်ပေမဲ့လုံးဝစဉ်းစားလို့မရဘူးအဖွားမားနေတာဖြစ်ပါလိမ့်မယ်အဖွားမြေးကိုငါတကယ်မမြင်ဘူးပါဘူးလို့ပြောလိုက်တယ်ငါစကားကိုကြားတော့အဖွားအိုကဘာမှမပြောတော့ပဲမျက်နှာမှာထူးဆန်းတဲ့အပြုံးကြီးတစ်ခုပေါ်လာတယ်သူ့အပြုံးကိုကြောက်လွန်းလို့ငါလည်းနောက်ကိုခြေလန်းတော်များများနောက်ဆုတ်လိုက်ရတယ်အဲ့ဒီနောက်လှည့်ပြီးတော့တာပဲရွာလူကြီးအိမ်ရောက်အောင်ကြောင်ကရန်ပြေးသွားပြီးခုနကဖြစ်ခဲ့တာတွေကိုရွာလူကြီးကိုအကုန်ပြောပြလိုက်တယ်ရွာလူကြီးလည်းကြားကြားချင်းစွန့်သွားပြီးငါနောက်ဘက်ကိုလက်ညှိုးထိုးပြကမင်းပြောနေတာဒီအဖွားအိုကိုပြောတာလားလို့မေးလိုက်တယ်အဲ့ဒီအချိန်မှာငါကြော်တဲ့စိတ်ခနဲ့အေးဆက်သွားတာပဲတကူလုံးတုံတုံရီနဲ့လှည့်ကြည့်လိုက်တော့အဲ့ဒီအဖွားအိုကအတန်တစက်မှမထွက်ပဲငါနောက်နားမှာမက်မက်ကြီးရက်နေတာကိုတွေးလိုက်ရတယ်ငါကြောက်လွန်းလို့ရွာလူကြီးနောက်မှာချက်ချင်းသွားပုံးလိုက်ရတာပေါ့ရွာလူကြီးကအဖွားအိုကိုအထက်အောက်ဆေးဆေးကြည့်ပြီးအဖွားကဘဲရွာကလည်းညတက်ခေါင်ရံကြီးကလေးကိုအခုလိုလာချောက်တာမကောင်းဘူးလေလို့ပြောလိုက်တယ်အဖွားအိုကအော်ရှရှအတန်နဲ့ကြီးနဲ့ငါမြေးလေးကိုလာရှာတာလို့ပြောတယ်အဲ့ဒီနောက်ရွာလူကြီးဗာမေးမေးအဖွားအိုကဘာမှပြန်မဖြေတော့ပဲအဲ့ဒီထူးဆန်းတဲ့အပြုံးကြီးအတိုင်းပဲဆက်ပြုံးနေခဲ့တယ်အဲ့ဒါနဲ့ရွာလူကြီးလည်းအိမ်ထဲကကြက်ဥနှလုံးထွက်ယူလာပြီးဒါလေးယူပြီးပြန်တော့ငါနယ်မြေထဲမှာလာမချောင်းနဲ့ဆိုပြီးလက်ထဲသွားထည့်ပေးလိုက်တယ်ဘသူထင်ထားမလဲအဖွားအိုကအဲ့ဒီကြက်ဥတွေကိုစိမ့်စိမ့်ကြည့်ပြီးမြေကြီးပေါ်ရိုက်ခွဲပစ်လိုက်တာပါပဲပြီးတော့ငါ့ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးအော်ရှရှအတန်ကြီးနဲ့အော်ဟစ်လိုက်တော့တယ်သူငါမြေကိုတက်လိုက်တာအာငါသူ့ကိုတစ်သက်လုံးမကျွတ်မလွတ်အောင်6လက်ပစ်မယ်တဲ့အဲ့ဒါကိုကြားတော့ရွာလူကြီးရဲ့မျက်နှာကချက်ချင်းဆိုသလိုဖြူလျော့သွားပြီးငါ့ကိုအိမ်ရှိမီးသွားဖွင့်ခိုင်းတယ်ငါလည်းခလုတ်စီပြေးသွားပြီးချက်ချင်းဖွင့်လိုက်တာပေါ့အိမ်ရှိမီးလင်းသွားတော့မှငါတဲတဲကွဲကွဲမြင်လိုက်ရတာ
အဖွားအိုရဲ့ပခုံးပေါ်မှာအစိတ်ရှိတဲ့အနီရောင်စင်ကြားမွေကြီးတစ်ကောင်ခွေနေတာပါပဲအဲ့ဒီမွေကြီးကအစွဲနှစ်ချောင်းငေါင်းထုတ်ပြီးငါ့ကိုရန်လိုတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတာရွာလူကြီးလည်းပြပြတလင်းဖြစ်သွားပြီးငါနာတိုးကက်ကငါမျက်စိကတိတ်မကောင်းလို့ပါကလေးရဲ့အဲ့ဒီအဖွားအိုမှာအရေးပါရဲ့လားတေချာကြည့်ပေးစမ်းလို့တိုးတိုးလေးမေးလာတယ်အဲ့ဒါနဲ့ငါလည်းခေါင်းကိုဖက်ခနဲ့လှည့်ကြည့်လိုက်တာပေါ့အဖွားအိုကမီးရောင်အောက်မှာမက်မက်ကြီးရက်နေပေမဲ့သူ့မှာအရေးလုံးဝမရှိဘူးငါမှာတကိုယ်လုံးချွေးစေးတွေပြန်လာပြီးကြောက်လွန်းလို့ဘာမှမပြောနိုင်တော့ပဲခေါင်းပဲတောက်တောင်ကြီးငိမ့်ပြလိုက်မိတယ်ရွာလူကြီးကရုတ်တရက်အတန်ကြဲကြဲနဲ့မကြောက်နဲ့ကလေးငါခန်းထဲမှာဘိုးဘေးဘီပင်းတွေလက်ထက်ကဓာဆန်းတလက်ရှိတယ်တွားယူပေးစမ်းလို့ပြောလိုက်တယ်ကြားတာနဲ့ငါလည်းတုံတုံရီရီနဲ့အိမ်ထဲပြေးဝင်ပြီးရှာတာပေါ့ဒါပေမဲ့အကြာကြီးမှုေးနောက်ရှာတာတော့ဘာသာမှရှာမတွေ့ဘူးရှာမတွေ့ကြောင်းပြန်ပြောဖို့ထွက်လာတော့အဖွားအိုရဲ့အရေးရောင်ကဝေးရာကိုလမ်းလျှောက်ထွက်သွားတာမြင်လိုက်ရတယ်ရွာလူကြီးကငါ့ကိုပြပြတလင်းနဲ့အိမ်ထဲဆွဲသွင်းပြီးတကားကိုမြင်းမြန်ပိတ်လိုက်တယ်တုံးတဲ့ကလေးရာဘာသာမှမရှိဘူးငါသူ့ကိုလိန်ပြောလိုက်တာမင်းမကောင်းဆိုးဝါမကောင်းဆိုးဝါအဆိုးဝါတစ်ခုခုနဲ့တွားညှိလာပြီထင်တယ်လို့ပြောတယ်အဲ့ဒီလိုပြောပြီးအိမ်ထဲကမီးတွေအကုန်မှိတ်လိုက်ကငါ့ကိုမလိုလားအပ်တဲ့အရာတစ်ခုခုကိုပြစ်မှားမိတာရှိသလားလို့မေးတယ်ငါလည်းအကြာကြီးစဉ်းစားကြည့်တာပေါ့တစ်သက်လုံးဘသူ့ကိုမှလည်းမပြစ်မှားခဲ့ဘူးပါဘူးမင်းမသက်တဲ့တရဝါတကောင်ကောင်ကိုတတ်မိခဲ့ဘူးတလားလို့ရွာလူကြီးကထပ်မေးတော့မှငါရုတ်တရက်တတိယသွားတယ်လွန်ခဲ့တဲ့6နှစ်တုန်းကမြေခွေးလေးကိုကယ်ဖို့ငွေဖြူကြီးတကောင်ကိုငါရိုက်တက်ခဲ့ဘူးလားလေအဲ့ဒီအကြောင်းလဲပြောပြလိုက်ရောရွာလူကြီးခမများတကိုယ်လုံးတုံတုံကြီးဖြစ်သွားပြီးကန်ဆိုးတဲ့ကလေးရာတောင်ပေါ်ကစိတ်တဆက်တဝါတွေကိုမင်းကပယံပါတာတွားတက်ရသလားလို့ရေးရွတ်တော့တာပဲမနှက်ဖြန်ကြရင်တောရွာကဆရာမကြီးစီတွားပြပေးမယ်ဒီညတော့သူ့ခန်းထဲမှာပဲအိတ်ဘသူပဲနာမည်ခေါ်ထမထူးနဲ့လို့ရွာလူကြီးကမှာလိုက်တယ်ငါလဲရွာလူကြီးပြောတာကိုရင်ထဲဆွဲထားပြီးကြောက်လွန်းလို့စကားတခုမှမဟတ်ရဲဘူးဒါပေမဲ့ညတစ်ကောင်ကျော်လောက်ရောက်တော့အပြင်ဘက်ကနေထူးဆန်းတဲ့အတန်ကြီးထွက်လာတယ်အဲ့ဒီနောက်အဖွားအိုရဲ့ငိုရှုံတန်ကြီးကိုကြားလိုက်ရတာပဲပြတင်းပေါက်ကနေအပြင်ကိုမော့ကြည့်လိုက်တော့ခုံခင်းခင်းပုံရိပ်တစ်ခုကပြတင်းပေါက်အပြင်ဘက်မှာခောက်တုံးခောက်ပြန်လမ်းလျှောက်နေတာခဏလောက်ရှောက်နေပြီးမှငါ့ကိုရှာနေတယ်လို့မျိုးပြတင်းပေါက်မှန်မှရုတ်တရက်လာကတ်လိုက်တယ်ငါလဲကြောက်လွန်းလို့တွေးပြက်ပြီးလှုပ်ပင်မလုပ်ရတော့ဘူးအဲ့ဒီအချိန်မှာဘေးခန်းထဲကရွာလူကြီးအတန်ထွက်လာတယ်။ဆောင်းကိုခေါင်းမိချုံထားမကြည့်နဲ့တဲ့ငါလဲဆောင်းနဲ့ခေါင်းအစချေဆုံးလုံးအောင်မြန်ချုံလိုက်ရတာပေါ့ရင်တွေလဲယူမတက်ခုန်နေခဲ့တယ်။ဒါပေမဲ့ငိုတန်ကြီးကရက်မသွားပဲပူကျလာလိုက်တိုးသွားလိုက်နီးလာလိုက်ဝေးသွားလိုက်နဲ့ဆက်ထွက်နေခဲ့တယ်။မနက်3 နာရီကျော်မှအပြင်ကငိုတန်ကြီးငြိမ်ကျသွားတော့တာဒါပေမဲ့ငါကတော့ဆောင်းထဲကနေအပြင်ကိုထွက်မလာရဲသေးဘူး။ဆောင်းထဲကနေအပြင်ကိုထွက်မလာရဲခဲ့ဘူးအချိန်တွေဘလောက်တောင်ကုန်လုံးသွားလဲမသိပါဘူးနောက်ဆုံးတော့လဲမတိမတာနဲ့ပြောခွေပြီးအိပ်ပျော်သွားခဲ့တယ်အိမ်မက်ထဲမှာစပားကြီးမွေဖြူကြီးတကောင်ကငါ့ကိုစိမ့်ကြီးစိုက်ကြည့်နေတာမြင်လိုက်ရတာပေါ့အဲ့ဒီမွေကြီးကလူစကားနဲ့ငါအသက်ကိုပြန်ပေးဆိုပြီးပြောလာခဲ့တယ်ငါလဲအိမ်မက်ဆိုးကြီးကနေထိတ်လန့်တကြားနဲ့လန့်နိုးလာခဲ့တယ်တင်းပေါက်အပြင်ဘက်မှာတော့မိုးတောင်လင်းနေပြီးရွာလူကြီးကကတင်ပေးမှာရဲရင်ငါ့ကိုမြန်ထခိုင်းနေတယ်ဘေးရွာကဆရာမကြီးစီခေါ်သွားပြီးစစ်ဆေးခိုင်းမလို့တဲ့ဒါပေမဲ့ညဘက်ရောက်ပြန်တော့အဲ့ဒီယူသွတ်နေတဲ့အဖွားအိုကြီးကထက်ရောက်လာပြန်ရောငါလဲနှိပ်စက်ခံရလုံးလို့ပြားများပြီးတွေ့ဝေမိန်မောနေခဲ့ရတဲ့အမွှေးတိုင်တွေထုံးအဝါရောင်ဆက်ကူတွေရှုတူးထောက်ပြီးအသက်ချမ်းသာပေးဖို့တောင်းပန်ခဲ့ဘူးတယ်ငါစဉ်းစားလို့ရသမျှနီလန်းမှန်သမျှအကုန်စူးစမ်းခဲ့ပေမဲ့ဘာမှအသုံးမဝင်ခဲ့ဘူးပိုကြောက်ဖို့ကောင်းတာကနောက်နေ့မနက်ငါနိုးလာတော့တောင်ပေါ်ကတစ်ပင်ကြီးတစ်ပင်အောက်မှာအိပ်ပျော်နေတာကိုတွေ့လိုက်ရတာပဲအဲ့ဒီနေရာကလွန်ခဲ့တဲ့နှစ်အတော်ကြာကငါငွေဖြူကြီးကိုရိုက်တက်ခဲ့တဲ့အတိအကျနေရာကြီးဖြစ်နေခဲ့တယ်ဒါနဲ့ပဲငါလဲရွာလူကြီးအိမ်မှာ3 ရက်တောင်ပုံနေခဲ့တယ်စဉ်းစားလို့ရသမျှနီလန်းမှန်သမျှအကုန်စူးစမ်းကြည့်ခဲ့ပေမဲ့မထူးခြားခဲ့ဘူးရွာလူကြီးကိုလည်းဒီထက်ပိုပြီးဒုက္ခမပေးချင်တော့တာနဲ့စတုတ်ထားမြောင်းနေမနက်မှာငါအိမ်ကိုငါတိတ်တဆိတ်ပြန်လာခဲ့လိုက်တယ်ဒါပေမဲ့ငါတကားဝါတော်မရောက်သေးဘူးရွာလူကြီးကမောမောပန်းပန်းနဲ့အမိလိုက်လာတာငါမှမသိတာတုံးတဲ့ကလေးရာအဖကမင်းတေတွင်းနဲ့တွားနေတာကိုကြည့်နေရမှာလားလာပါဒီနေ့ဘာပဲဖြစ်ဖြစ်အဖဒီရှုပ်ထွေးနေတာတွေကိုအပြီးရှင်းပေးမယ်ကလေးခုချိန်ထိတော့အဖမင်းကိုဘာမှဖုံးကွယ်မထားတော့ဘူးရှူမျိုးနွယ်ကမင်းအသက်ကိုလာယူနေတာမင်းအသက်ရှင်ခြင်းရင်နီးလန့်တစ်ခုပဲကြံတော့တယ်ဘာရှူမျိုးနွယ်လဲအဖတို့ရွာမှာအဲ့ဒီမျိုးရိုးနာမည်နဲ့ဘယ်သူမှမရှိပါဘူးဒီတောင်တန်းတွေမှာနတ်တေဝါကြီးငါမျိုးနွယ်ရှိတယ်ကလေးရဲ့ဟူဟွမ်ပိုင်ရှူနဲ့ဝေးဆိုပြီးတော့ပေါ့အဲ့ဒီတုန်းကမင်းတက်လိုက်တဲ့မွေရောခုမင်းနောက်ကိုလိုက်နေတဲ့မွေတွေရောအကုန်လုံးကရှူမျိုးနွယ်တွေပဲလွန်ခဲ့တဲ့နှစ်တွေကမင်းကယ်ခဲ့တဲ့မြေခွေးလေးကတော့ဟူမျိုးနွယ်ကဖြစ်ဖို့များတယ်ဒီကိစ္စအတွက်ငါတို့ဟူမျိုးနွယ်စီမှာပဲအကူအညီတောင်းလို့ရမယ်အဖတခြားနီလန်လုံးဝမရှိတော့ဘူးလားလူနဲ့နတ်တေဝါဆိုတာတယောက်ကိစ္စတယောက်ဝင်မရှုပ်ကြကြပဲအဖလည်းမင်းကိုဒီလန်အတိုင်းမသွားစေချင်ပါဘူးဒါပေမဲ့ခုတော့ငါတို့မှာတခြားရွေးချယ်စရာနီလန်မှမရှိတော့တာရွာလူကြီးကပြောရင်းနဲ့ငါရင်ဘက်ကိုလက်ညှိုးထိုးပြလိုက်တယ်မင်းမှာအဲ့ဒီအနီရောင်ဘိုက်စီးလေးရှိသေးတယ်မလားငါလဲတုံတုံရီရီနဲ့ရင်ဘက်ထဲကဘိုက်စီးလေးကိုထုတ်ပြလိုက်တာပေါ့ဒါကိုမြဲကင်ထားတာကဟူမျိုးနွယ်ကမင်းကလေးတယောက်ရဲ့အမတ်သားပစ္စည်းပဲဒါရှိမှမင်းဟူမျိုးနွယ်ကိုရှာတွေ့ဖို့အခွင့်အရေးရှိမှာရွာလူကြီးစကားလဲပြောပြီးတော့အိမ်ရှိချန်ထဲကနေရုတ်တရက်အတန်တချို့ထွက်လာခဲ့တယ်ထူထပ်လာတဲ့တရှဲရှဲအတန်တွေမပြတ်တမ်းထွက်ပေါ်လာတာပါရွာလူကြီးရဲ့မျက်နှာကချက်ချင်းပြတ်သွားပြီးဘေးနားကထင်းခုတ်ထားကိုဆွဲယူလိုက်တယ်ငါတို့အဲကန်းစီအရောက်မှာပဲတောက်လဲကြောက်ဖို့ကောင်းတဲ့အရာတစ်ခုဖြစ်ပျက်သွားခဲ့တယ်အဲ့ဒီမိစ္ဆာမကြီးကအိမ်ဝင်ဝမှာထိတ်လန့်ပွဲရက်နေတာကိုလှမ်းတွေးလိုက်ရတာပဲငါခေါင်းလဲပြရခတ်သွားပြီးကြောက်လွန်းလို့ခြေထောက်တွေတောင်ပျော့ခွေသွားခဲ့တယ်စိတ်တစအတိုင်းနောက်ကိုခြေလန်းဆုပ်လိုက်မိပြီးမျက်ရည်တွေစီးကျလာတာပေါ့ရွာလူကြီးကအဲခန်းတကားကိုစပွဲနဲ့အတင်းတုံးပိတ်လိုက်ပြီးငါဘက်လက်ကပြောလိုက်တယ်တေချာနားထောင်စမ်းကလေးဟူမျိုးနွယ်ကသာပါဝင်ကူညီမှငါတို့ရွာကဲတင်ချင်းခံရမှာအမတ်သားပစ္စည်းကိုယူပြီးတောင်ဘက်တောင်ပေါ်ကနာမည်မရှိတဲ့သူ့တန်စီမြန်ပြေးတော့မင်းပါအတန်ပဲကြားကြားနောက်ကိုလုံးဝလက်မကြည့်နဲ့ကြလား
အပြင်ဘက်ကမွေအုပ်ကြီးရဲ့ရိုက်ခတ်မှုကြောင့်အိမ်ရှိတကားကဒုံခနဲ့အတန်တွေကြဲကြဲလောင်လောင်ထွက်နေခဲ့တဲ့တကားအောက်ခြေအကြောင်းကနေငွေငယ်လေးအချို့တောင်အိမ်ထဲစသွားဝင်နေပြီးရွာလူကြီးကအန်ကျိတ်ထားရင်သူ့တကူလုံးနဲ့တကားပြင်ကိုဖိကတ်ထားခဲ့တယ်။တက်ကြီးရွယ်အိုရွာလူကြီးကိုကြည့်ရင်ငါမျက်လုံးထဲကမျက်ရည်တွေပေါက်ပေါက်ကျလာခဲ့ရတယ်။ရင်ဘတ်ထဲကအနီရောင်ဘိုက်စီလေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်ရင်အနောက်ဘက်ပြတင်းပေါက်ကိုကန်ဖွင့်ကစုံစမ်းမရှိတဲ့အမောင်ထုကြီးတဲ့စီဒိုင်ပင်ထိုးပြေးထွက်ခဲ့တော့တယ်။ပြေးလို့တိတ်မဝေးသေးဘူးငါနောက်ဘက်ကနေထူထပ်လာတဲ့တရှဲရှဲအတန်နောက်တစ်ခုကိုရုတ်တရက်ကြားလိုက်ရပြန်ရောအဲ့ဒီအနီရောင်အစိမ့်ငွေကြီးကငါနောက်ကိုတကယ်ကြီးလိုက်လာတာပါပဲသူကအလွန်မြန်တဲ့အချိန်နဲ့လိုက်လာပြီးငါဖနှောက်ကိုကြိုက်တော့မလို့ဖြစ်နေပြီငါရင်ထဲပြုံးကနေကျသွားပြီးခြေခောက်ကရှေ့ကိုလဲကျသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲဘေးနားကခြုံပုတ်တွေထဲကနေအဖြူရောင်ပုံရိပ်တစ်ခုပြေးထွက်လာပြီးရင်းနှီးနေတဲ့မြေကွေးဟောက်တန်လေးထွက်ပေါ်လာခဲ့တယ်တေချာကြည့်လိုက်တော့အဲ့ဒါအဖြူရောင်မြေကွေးပေါက်စလေးဖြစ်နေခဲ့တာပဲငါလဲသူ့ကိုကူညီဖို့လက်ထဲကထင်းခုတ်ထားကိုမြန်မြန်ဆုပ်ကင်လိုက်တယ်ဒါပေမဲ့မထင်မှတ်ပဲမြေကွေးလေးကမွေရဲ့အမီးကိုကိုက်ဆွဲပြီးကျိုးကနဲ့အမှောင်တော့အုပ်ထဲမျက်စိတမိတ်တွင်ပြေးဝင်သွားခဲ့တယ်ငါလဲသူ့နောက်ကိုလိုက်ချင်ပေမဲ့တောအုပ်ကြီးကမှောင်လုံးလိုလမ်းကိုလုံးဝမမြင်ရဘူးဖြစ်နေခဲ့တာအဲ့ဒီအချိန်မှာပဲညလေအေးတစ်ချက်တိုက်ခတ်သွားပြီးငါရင်းနှီးနေတဲ့ထူးဆန်းတဲ့အနက်တစ်မျိုးကိုငါရှူရှိုက်လိုက်ရတယ်အဲ့ဒါမြေခွေးလေးစီကထွက်တဲ့တီးတက်အနက်လေးပါပဲအဲ့ဒီတော့မှငါကောင်းတဲ့ချက်ချင်းသဘောပေါက်သွားခဲ့တာအဲ့ဒီမြေခွေးလေးကရိုးရိုးမြေခွေးမဟုတ်ပါလားသူကတကယ်တော့မြေခွေးနဲ့တေဝါဖြစ်နေခဲ့တာကိုခုနကသူ့ကိုမြင်လိုက်ရတဲ့စက္ကန့်မှာပဲငါရဲ့ထိတ်လန့်တကြားဖြစ်နေတဲ့စိတ်တွေအတော်လေးငြိမ်ကျသွားခဲ့တယ်ဒါပေမဲ့ငါမှတွန်းဆုပ်နေဖို့အချိန်မရှိဘူးလေအဖရွာလူကြီးကငါစီကအကူညီကိုစောင့်နေတော့မဲငါလည်းအသက်ပြင်းပြင်းရှူလိုက်ပြီးတောင်ဘက်တောင်ပေါ်စီပဲဆက်ပြေးရတော့တာပေါ့ငါတသက်မှာဒီလောက်အချိန်နဲ့မပြေးဘူးလေတွေကနားထဲမှာတဝီဝီတိုက်ခတ်နေပြီးငါဖနှောက်နောက်နားလေးမှာအေးဆက်ဆက်နဲ့ချောကြီးကြီးအထီတွေးကြီးတစ်ခုကပ်ပါနေတယ်လို့မျိုးအမြဲတမ်းခံစားနေရတယ်ငါနောက်ကိုလုံးဝမလဲကြည့်ရဲပဲအားနေလာတဲ့လာရောက်အောက်မှာယူယူမူမူပဲပြေးနေခဲ့မိတယ်ဒီနေရာကရွာရဲ့အတားအဆီးမကောင်းတဲ့ပိတ်ပင်ထားတဲ့နယ်မြေမို့ပုံမှန်ဆိုဘယ်သူမှမလာရဲကြဘူးအထက်ကိုပိုတက်လေလေလမ်းကပိုဖုံးဆိုးတော့ဆန်လေလေဖြစ်ပြီးစီးကမ်းမရှိတဲ့ကြောက်ဆောင်တွေနာမည်မရှိတဲ့စွန့်ပစ်တူတန်မြေပုံတွေနဲ့ဝိုင်းရံလို့ပေါ့ဖြည်းဖြည်းပြေးပါကလေးရဲ့အဘကိုစောက်မအောင်ရွာလူကြီးရဲ့အတန်ကငါနောက်ဘက်ကနေရုတ်တရက်ထွက်ပေါ်လာခဲ့တယ်ငါလည်းခြေလမ်းတွေရက်သွားပြီးဝမ်းသာအားရဖြစ်သွားရတာပေါ့အဘလွတ်အောင်ပြေးနိုင်ခဲ့တာများလားငါနောက်လဲကြည့်တော့မလို့လှုပ်တုံးမှာပဲရွာလူကြီးရဲ့တတိပေးစကားကခေါင်းထဲဖက်ခနဲ့ဝင်လာခဲ့တယ်မင်းပါအတန်ပဲကြားကြားနောက်ကိုလုံးဝလှည့်မကြည့်နဲ့အတန်ကပိုနီးကပ်လာပြီးငါကုတ်ပိုးကိုအေးဆက်ဆက်လေးတိုးနေတယ်လို့မျိုးတကယ်လူတယောက်နားကပ်လာတဲ့ခံစားချက်ကိုပါခံစားလိုက်ရတယ်လှည့်ကြည့်ပါဦးအဘကိုကြည့်ပါဦးငါလဲကြောက်ကြောက်နဲ့တောင်ပေါ်စီယူမတက်ဆက်ပြေးရင်ခြောက်ချားပွဲနာမည်မရှိတူတန်နဲ့ရောက်သွားခဲ့တယ်ရုတ်တရက်အရှိဘက်စီကနေထူထမ်းတဲ့ခေါင်းပြီးပြီးတန်ကြီးထွက်လာခဲ့တယ်လာရောက်အောက်မှာကြည့်လိုက်တော့အရှိကတင်းချိုင်းကင်းနိုင်ပေါ်မှာအဖြူရောင်ဝစ်စုံနဲ့ပုံရိပ်တစ်ခုငါ့ကိုကြောပေးထိုင်နေတာတွေ့လိုက်ရတယ်လက်ထဲမှာဟောင်းနှွမ်းနေတဲ့တစ်သားခေါင်းပြီးလေးကင်လို့မြေကြီးပေါ်တရှည်ကျနေတဲ့သူ့စပင်တွေကိုတစ်ချက်ချင်းဖြည်းဖြည်းချင်းဖိနေခဲ့တာဟေ့ညီလေးမမစပင်လေးလှရဲ့လားဟင်ငါတကူလုံးတောက်တင်းသွားခဲ့တယ်အဲ့ဒီအချိန်ကျမှပဲငါတုံလို့ဆရာကြီးကိုသဘောပေါက်လိုက်ရတာအဲ့ဒီမိမကငါ့ကိုကြောပေးထားတာမဟုတ်ဘူးငါ့ကိုတက်တက်ကြီးစိုက်ကြည့်နေတာပါလေနောက်ဆက်ကမှပဲသူကထူထပ်ရှုပ်ထွေးနေတဲ့စပင်တွေကိုမျက်နှာပေါ်ကနေဖယ်လိုက်တော့တနက်ရောင်လိုဖြူရော့နေတဲ့မျက်နှာကြီးထွက်လာခဲ့တယ်အဲ့ဒါကိုမြင်လိုက်ရတော့ငါလဲကြောက်လွန်းလို့ဒူးတွေပြော့ခွေပြီးမြေကြီးပေါ်ဖုံးကနေလဲကျသွားတော့တာပဲငါရင်ဘတ်ထဲကအနီရောင်ဘိုက်စီလေးနဲ့အမွှေးစုလေးလဲလှိမ့်ထွက်သွားခဲ့တယ်အဲ့ဒီတရေမကဆူဆူဝါဝါရေမောလိုက်ပြီးငါစီတန်းတန်းကြီးခုံအုပ်လိုက်တယ်တစ်ချိန်တည်းမှာပဲငါနောက်ဖက်ခြုံပုတ်တွေထဲကနေခုနကအနီရောင်အစိမ့်ငွေကြီးထွက်လာခဲ့တဲ့အစွဲနှစ်ချောင်းငေါထုတ်ပြီးငါလည်းပင်းစီတက်တက်ပြေးဝင်လာခဲ့တာပေါ့ငါမှကိုကာကွယ်ဖို့ထင်းခုတ်ထားလေးပဲရှိတာဆိုတော့ချက်ချင်းဆိုသလိုစိတ်ဓာတ်တွေအကုန်ပြိုလဲပြီးမျောလင်းချက်မဲ့သွားရတယ်အဲ့ဒီစိုးရင်စရာအချိန်မှာပဲမြေကြီးပေါ်ကျနေတဲ့အနီရောင်ဘိုက်စီလေးစီကနေအနီရောင်အလင်းတန်းတွေရုတ်တရက်လင်းလက်လာခဲ့တဲ့အဲ့ဒီအမွှေးစုလေးကလည်းလေးမတိုက်ပဲမီးဟုံးတောက်သွားပြီးအပြာရောင်ခိုးငွေလေးအဖြစ်ပြောင်းကကောင်းကင်စီတန်းတန်းကြီးလွတ်တက်သွားခဲ့တယ်အဲ့ဒီအချိန်မှာအချိန်တွေတောင်တန့်သွားတယ်လို့ပဲလေထဲမှာခုံအုပ်နေတဲ့တရေမကမမြင်နိုင်တဲ့နေရန်ကြီးတစ်ခုကိုဝင်တိုက်မိတယ်လို့မျိုးဖြစ်သွားပြီးတွေးပြက်စရာအော်ဟစ်လိုက်ရတဲ့သူ့ရဲ့ရန်သူတော်ကြီးကိုမြင်လိုက်ရတယ်လို့မျိုးအနက်ရောင်အငွေ့ဖြစ်ပြောင်းသွားပြီးတင်းချိုင်းကင်းတိုင်နဲ့ပြန်ဝင်ပြေးသွားခဲ့တယ်အနီရောင်အစိမ့်ငွေကြီးကြတော့အဲ့ဒီနေရာမှာတင်ကြွက်သားတွေတောင်းတင်းသွားတယ်လို့မျိုးမြေကြီးပေါ်မှာတန်းတန်းကြီးလဲကျသွားပြီးစုပ်တဆက်မှမလုပ်တော့ဘူးထွက်ပြေးဖို့တတိတောင်မရှိတော့တာငါလဲမောမောနဲ့အသက်ကိုပြင်းပြင်းရှူနေရပြီးကြောက်လွန်းလို့မထနိုင်သေးဘူးငါမထနိုင်သေးခင်မှာပဲမြေကြီးပေါ်ကနေအေးဆက်တဲ့လေချမ်းကြီးတစ်ချက်တိုက်ခတ်သွားခဲ့တဲ့လေးနက်ပြီးစီးချက်ကြတဲ့မောင်တီးတန်ကြီးကသူ့တန်တစ်ခုလုံးဟိန်းထွက်သွားခဲ့တာပေါ့အဲ့ဒီနောက်မှာတော့အဖြူရောင်အဝါရောင်စက်ကူစားတွေကကောင်းကင်ကနေမီးခိုးတွေလိုမိုးပွင့်တွေလိုဝဲပြန်ကျလာခဲ့တဲ့မှောင်မဲနေတဲ့တောအုပ်ကြီးထဲမှာမီးအိမ်နှလုံးကရုတ်တရက်ဆိုသလိုလင်းပွင့်လာပြီးငါစီကိုရင်းရံရင်တက်မိုးပြန်လာခဲ့တယ်မီးအိမ်တွေနီးကပ်လာတာနဲ့အမျှနှင်းဖြူရောင်ဝေါ်ရင်ကြီးတစ်စီးကညမောင်ထုကိုခွဲထွက်ပြီးပေါ်ထွက်လာခဲ့တယ်ငါရင်ထဲမှာဝမ်းသာအားရဖြစ်သွားရတာပေါ့ခုနကအပြာရောင်မီးကိုကဟူမျိုးနွယ်စီကကူညီကယ်တင်ပေးမဲ့သူတွေကိုခေါ်ယူလိုက်တာပဲဆိုတာငါသဘောပေါက်လိုက်လို့ဝေါ်ရင်စီပြေးသွားမလို့လှုပ်လိုက်တယ်ဒါပေမဲ့ငါခြေလန်းနေငယ်တော့မလန့်ရသေးဘူးဝေါ်ရင်ရဲ့အခြားတစ်ဖက်အမောင်ထုထဲကနေအေးဆက်ဆက်နဲ့ခြောက်ချားဖွယ်အတန်ကြီးတစ်ခုထွက်လာခဲ့တယ်မင်းပင်မလဲထွက်လာပြီးဝေါ်ရင်ပေါ်တက်အဖွားမင်းကိုအိမ်ပြန်ခေါ်သွားမယ်အဲ့ဒီခြောက်ချားဖွယ်အတန်ကြီးကလေးနဲ့အတူငါနာတဲ့စိတ်ဝင်လာခဲ့တယ်အဲ့ဒီယူသွတ်နေတဲ့အဖွားဦးကြီးရဲ့အတန်ပါပဲသူကပြောရင်းနဲ့တဖြည်းဖြည်းငါစီကိုတလန်းချင်းတိုးကပ်လာခဲ့တယ်ငါလဲကြောက်လုံးလို့တကိုယ်လုံးတုံရီနေရင်လက်ထဲကလင်းလက်နေတဲ့
အနီရောင်ဘိုက်စီလေးကိုမြဲမြန်စုပ်ကင်ထားမိတော့တာပေါ့ငါလဲကြောက်လွန်းလို့ဘာမှမလုပ်ရဲပဲတင်းချိုင်းကူတိုင်တစ်ခုရဲ့နောက်မှာပုံနေခဲ့တဲ့အဲ့ဒီအဖွားဦးကြီးကခုနကမီးလောင်သွားတဲ့အမွှေးစုရဲ့အနံ့ကိုရသွားပုံရပြီးအနံ့ခံရင်တဖြည်းဖြည်းနီးကပ်လာခဲ့တဲ့နောက်ဆုံးတော့သူ့ရဲ့အနက်ရောင်အထက်ဖက်နဲ့စီထားတဲ့ခြေထောက်တေးသေးလေးတွေကငါပုံနေတဲ့တင်းချိုင်းကူတိုင်ရဲ့အရှိတဲမှာလာရက်သွားခဲ့တာပါပဲမင်းအခုတော့ဘဲမှပုံလို့မရတော့ဘူးမဟုတ်လားအဲ့ဒီယူသွတ်နေတဲ့အဖွားဦးကြီးကငါးစီကိုတဖြည်းဖြည်းလမ်းလျှောက်လာပြီးအနံ့ကိုပြင်းထန်ရှူရှိုက်ရင်းပိုနီးကပ်လာခဲ့တယ်ဒီအတိုင်းခဏလောက်ကြာသွားခဲ့တာပေါ့အဲ့ဒီယူသွတ်နေတဲ့အဖွားဦးကြီးကအေးဆက်နှာခေါင်းရှုပ်လိုက်ပြီးလှည့်ထွက်သွားတော့မှပဲငါလည်းသူ့ပုံရိပ်လုံးဝပျောက်ကွယ်သွားတော့မှမောနဲ့အသက်ကိုပြင်းရှူနိုင်တော့တယ်ဒါနဲ့ရွာလူကြီးအပမှားလိုက်တာကိုတတိယပြီးမိခိုးရောင်တောအုပ်လန်းတိုင်းတောင်ပေါ်စီဆက်လျှောက်သွားခဲ့တယ်တောင်ထက်ရောက်တော့မှအပပြောခဲ့တဲ့အထူဆုံးတစ်ပင်ကြီးကိုတွေးလိုက်ရပြီးအဲ့ဒီတစ်ပင်ရဲ့အနောက်မှာဟူမျိုးနွယ်ဘိုးဘေးတွေရဲ့နာမည်တွေထွန်းထားတဲ့ကြောက်စာတိုင်းတစ်ခုကိုရှာတွေ့ခဲ့တယ်ငါလဲကြောက်စာတိုင်းရှိမှဒူးထောက်လိုက်ပြီးဘိုက်စီလေးကိုလက်နှစ်ဖက်နဲ့ကင်ကာမြေကြီးနဲ့ထိအောင်၃ချိန်တိုင်းဦးကောင်းညွတ်ကြောလိုက်တယ်နောက်စက္ကန့်မှာပဲငါပတ်ဝန်းကျင်မှာပြင်းထန်တဲ့လေပြင်းကြီးတစ်ချက်ရုတ်တရက်တိုက်ခတ်သွားခဲ့တယ်တိရွက်တွေကလေထဲမြောက်တက်သွားပြီးငါပတ်လဲမှာဝဲပြန်နေစင်မှာပဲငါရဲ့အနောက်တိတ်ကနေအမျိုးသမီးတစ်ယောက်ရဲ့အတန်ထွက်ပေါ်လာခဲ့တာပေါ့ငါတို့မင်းကိုစောင့်နေတာကြာလာပြီးနောက်ဆုံးတော့ရောက်လာခဲ့ပြီပေါ့လာငါနဲ့လိုက်ခဲ့ငါလဲချက်ချင်း trap ပြီးသူ့ကိုအယိုအသေးပေးလိုက်တယ်သူကတာယာစွာပြုံးပြရင်ငါနာမည်ကတော်တော့ပါဟုမျိုးနွယ်ရဲ့အကြီးဆုံးသမီးပေါ့မင်းကိုလာကြိုဖို့တီးတက်လာခဲ့တာနောက်ကြရင်ငါတို့ကမိသားစုတွေဖြစ်လာကြတော့မှဆိုတော့ဒီလောက်အထိအားနာမနေပါနဲ့လို့ပြောတယ်ငါလဲအဲ့ဒီတော့မှတက်ပြင်းချနိုင်တော့ပြီးသူ့ကိုကျေးဇူးတင်ကြောင်းမြန်ပြောလိုက်မိတယ်သူကလက်ကိုဝေးရလိုက်ပြီးကျေးဇူးတင်တာတွေကိုတော့ငါတို့မိသားစုကမင်းသမီးယုံကိုပဲတွားပြောလိုက်ပါမင်းကိုလာကြိုဖို့သူကအတင်းပကြီးတောင်းနေလို့သာငါရောက်လာတာမဟုတ်ရင်ငါလာမှာမဟုတ်ဘူးလို့ပြောပြီးရေမောနဲ့မတက်နိုင်တယ်လို့ပြုံးပြတယ်ငါလဲမနေနိုင်ပဲယုံဆိုတာဘယ်သူလဲဟင်လို့မေးလိုက်မိတယ်သူကယုံဆိုတာမင်းရဲ့မြေခွေးလေးလေတိုင်ဦးငါတို့ရဲ့ဒုတိယသမီးလေးကအချစ်ဆုံးအချစ်စပွဲအကောင်းဆုံးမဟုတ်လားမင်္ဂလာညကြရင်မင်းသူ့ကိုတွေ့ရမှာပါတဲ့ခဏလေးစမ်းငါကတကယ်ပဲမြေခွေးလေးနဲ့မင်္ဂလာဆောင်ရတော့မှာလားမင်္ဂလာညဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့စက္ကန့်မှာပဲငါရင်တွေဒုံနဲ့ယူမတက်ခုန်လာခဲ့တယ်ငါမျက်နှာရဲတွတ်သွားတာကိုသူမြင်တော့ပိုပြီးရွှင်လန်းနဲ့ဆက်ပြောပြတယ်အင်းလေဒီဘက်ရဲ့ထုံးစံကမင်္ဂလာညမရောက်ခင်သူတို့သားနဲ့သူတို့သမီးတွေ့ခွင့်မရှိဘူးလေကြည်စမ်းပါဦးဘလောက်တောင်စိတ်စောနေလိုက်တယ်လဲစိတ်အေးထားပါမင်းသမီးလေးယုံကမင်းနဲ့အတူ6နှစ်တောင်အတူနေခဲ့တာပဲသူကယောက်ျားတွေအများကြီးသွားရကြရတဲ့အလှပကလေးပါနော်အဲ့ဒါကြတော့ငါမျက်နှာကပိုပြီးရဲတက်သွားတာပေါ့ငါလည်းဘာမှမပြန်ပြောရဲပဲနှစ်ယောက်သားတိတ်ဆိတ်စွာနဲ့ပဲတယောက်ကိုတယောက်ကြည့်နေမိကြတယ်ငါတို့အဲ့ဒီအတိုင်းတော်တော်လေးလမ်းလျှောက်ခဲ့ကြတယ်ရုတ်တရက်မီးရောင်တွေထိန်လင်းနေတဲ့ရွာငယ်လေးတစ်ခုကိုလှမ်းတွေးလိုက်ရတယ်အိမ်ရှိတကားမှာအစီခံတွေတောင်ရက်နေကြတာငါလည်းသူ့နောက်ကနေတကားစီလိုက်သွားတော့မျက်စိတောင်းကနေအရှိဘက်အိမ်ရဲ့ဒုတိယထပ်ကိုလှမ်းကြည့်လိုက်မိတော့တရင်ပေါက်မှာတယောက်ကမှီရင်းငါ့ကိုကြည့်နေတယ်လို့ပဲငါမောကြည့်လိုက်တော့အနီရောင်ဝစ်စုံနဲ့မင်္ဂလာတရားဖူစောင်းထားတဲ့မိန်းကလေးတယောက်တရင်ပေါက်ကနေငါ့ကိုခိုးကြည့်နေတာဝေဝါမြင်လိုက်ရတယ်ဒါပေမဲ့ငါတွေ့သွားတာကိုသူသိသွားတော့တော်တော်လေးရှက်သွားပုံရပြီးငါသူ့ကိုမမြင်ရအောင်သူ့ဝေယုံလက်အင်ဂျီနဲ့မျက်နှာကိုတမင်တက်မြန်ကာလိုက်တော့တာပဲငါမျက်မှောင်ကျုပ်သွားမိတယ်အဲ့ဒါမြေခွေးလေးများဖြစ်နေမလားဆက်စုချင်းစိတ်ကိုမနှဲထိန်ထားရင်တော်တော့နောက်ကိုလိုက်ပြီးအိမ်ထဲဝင်ခဲ့တယ်အိမ်ထဲရောက်သွားတဲ့စက္ကန့်မှာပဲအခန်းထဲမှာလူအများကြီးထိုင်နေတာကိုတွေးလိုက်ရတာငါအဲ့ဒီလူတွေကိုမြင်တော့တကယ်ကိုမြင်သက်သွားရတယ်ဒီအဖွားအိုကိုငါမြင်ဘူးတယ်အဲ့ဒါလွန်ခဲ့တဲ့အချိန်တုန်းကငါအိမ်ကိုမြင်းမလေးလာရှာတဲ့အဖွားအိုကြီးပဲတော်ကအဖွားအိုကိုလက်ညှိုးထိုးပြပြီးငါ့ကိုမိတ်ဆက်ပေးတယ်ဒါကငါအမေပါငါလဲလက်အုပ်ချီပြီးအဖွားအိုကိုမြန်ဥညွတ်လိုက်တဲ့အဖွားအိုကငါ့ကိုရုတ်တရက်ပြုံးပြလာခဲ့တယ်အဲ့ဒါကနှွေးထွေးကျင်လာတဲ့အပြုံးမျိုးပါပဲဒါပေမဲ့ငါပိုခံစားလိုက်ရတာကတော့သူ့စီကထွက်ပေါ်နေတဲ့ဩဇာအာဏာအငွေ့သက်ပါပဲအဲ့ဒီနောက်တော်ကအခန်းထဲထိုင်နေတဲ့တခြားလူတွေနဲ့ပါမိတ်ဆက်ပေးခဲ့တယ်ငါတို့ထိုင်ပြီးတဲ့နောက်အဖွားအိုဟူကနောက်ဆုံးမှစကားဆက်လိုက်တယ်တော်ငါတို့ကိုခဏတယောက်ထဲထားခဲ့ပါဟုတ်ကဲ့အမေအဝင်ဝကိုတေချာဆောင်ထားတော့ရှူမျိုးနွယ်ကလူတွေကိုငါတို့ကြိုးဆိုမှမဟုတ်ဘူးသူတို့ကိုပေးမဝင်တဲ့စားတောက်ခွေရတွေအကုန်ပြင်ဆင်ပြီးပြီဆိုတော့အားလုံးအရင်သွားထိုင်ကြပါအခန်းထဲမှာငါတို့နှစ်ယောက်ထဲကြံခဲ့တဲ့အခါအဖွားအိုရဲ့မျက်နှာကရုတ်တရက်စိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့တယ်သူကငါ့ကိုပြောတယ်ခလေးမင်းဖြစ်ပျက်ခဲ့သမျှအကုန်လုံးကိုအဖွားသိပါတယ်မင်္ဂလာပွဲအခမ်းအနားအောင်မြင်မပြီးခင်အထိသူကဘဲချိန်မဆိုကိစ္စတွေကိုလာဖြက်စီးသွားနိုင်တယ်မင်းကငါသမီးလေးကိုကဲခဲ့ဘူးလားဆိုတော့ငါတို့ဟူမျိုးနွယ်ကမင်းကိုအစွမ်းကုန်ကူညီပေးတင်တာပေါ့ဒါပေမဲ့ငါတို့ဟူမျိုးနွယ်ရဲ့စီကံတွေကိုလည်းဖောက်ဖျက်လို့မရဘူးလေမင်္ဂလာပွဲအခမ်းအနားမစခင်အချိန်ထိဖြစ်ပျက်သမျှမှန်သမျှကိုမင်းပါသားမင်းပဲရင်ဆိုင်ဖြေရှင်းရလိမ့်မယ်ငါခြေထောက်တွေကကြောက်လွန်းလို့ယူမတက်တုံကြီးနေပေမဲ့လည်းတောင့်ကြီးခေါင်းငင်းပြဖို့ပဲတတ်နိုင်တော့တယ်ငါသဘောပေါက်ပါပြီရွာလူကြီးအပေါက်ကိုကဲနိုင်သမျှတော့ဘာပဲဖြစ်ငါအသက်ဆုံးရရင်ဆိုင်ပါမယ်အဖွားအိုဟူကတိတိတတာကိုတုံ့လောက်သွားပြီးနှာခေါင်းတစ်ချက်ရှုံကသဘောတူကြောင်းပြလိုက်တယ်ငါတို့ဟူမျိုးနွယ်စီမိဘေးဝင်လာတဲ့သူကတကယ်ကိုအံ့ဩဖို့ကောင်းတာပဲငါမင်းကိုယုံတယ်အဲ့ဒီနောက်ဖွားအိုဟူကငါ့ကိုသူတို့သားမင်္ဂလာဦးထုံးနဲ့အနီရောင်ဝေးယုံကြီးဝစ်စင်ပေးဖို့လူအချို့ကိုခိုင်းလိုက်တယ်ငါလည်းအိမ်ပြင်ထွက်လိုက်တာနဲ့အနီရောင်မင်္ဂလာဝေါ်ရင်ပေါ်တန်းတက်ခဲ့လိုက်တော့တာပေါ့ဝေါ်ရင်လေးလမ်းကြားထဲဝင်သွားပြီးတိတ်မကြခင်မှာပဲအပြင်ဘက်ကနေထိတ်လန့်စရာအတန်ကြီးတတန်ထွက်ပေါ်လာခဲ့တယ်မင်းတို့မင်္ဂလာဆောင်နေကြတာလားတဲ့ဝေါ်ရင်ကချက်ချင်းဆိုသလိုရက်တန့်သွားခဲ့တယ်ငါကောင်းတစ်ခုလုံးကြောက်လွန်းလို့မထောက်နိုင်တော့ဘူးဝေါ်ရင်လိုက်ကလေးကိုမပြီးအရှိကိုလှမ်းကြည့်လိုက်တော့ဝေါ်ရင်ပြင်မှာရှိတဲ့တော်ကဒေါသတကြီးနဲ့အော်ဟဲလိုက်တာတွေ့ရတယ်မင်းပါတက်တီနဲ့လဲဒါဟူမျိုးနွယ်ရဲ့ပိုင်နဲ့ကွာမင်းဒီမှာလာပြဿနာရှာလို့မရဘူး
ရုတ်တရက်အနီရောင်မွေတကောင်ကဘာမဟုတ်တာကနေထွက်လာပြီးဝေါ်ရင်ထဲကိုချက်ချင်းပြေးဝင်လာခဲ့တယ်ပြီးတော့ငါလက်ကောက်ဝတ်ကိုတန်းကနေကိုက်ပစ်လိုက်တာပါပဲငါလဲနာလုံးလို့အကျယ်ကြီးအော်ဟစ်လိုက်မိတယ်အဲ့ဒီနောက်မှာတော့ငါစိတ်တွေတဖြည်းဖြည်းဝေဝါးသွားခဲ့တော့တာပဲငါတတိတဝက်ရတဝက်နဲ့ဟူမျိုးနွယ်ရဲ့အစီခံတွေငါ့ကိုမင်္ဂလာခမ်းမထဲကူညီတွဲခေါ်သွားတာကိုသိနေခဲ့တယ်ငါပြန်လို့လာတော့အခန်းတစ်ခန်းထဲရောက်နေတာကိုတွေ့လိုက်ရတဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့အခန်းတစ်ခုလုံးအနီရောင်မင်္ဂလာမင်စာနှစ်ထပ် double happiness စကူတွေနဲ့ပြည့်နေနေတာအိယာပေါ်မှာလဲဇာဘဝနီခြုံထားတဲ့သူတို့သမီးတစ်ယောက်ထိုင်နေခဲ့တယ်ဟောဒါမင်္ဂလာဦးခန့်ပေါ့ခုနကမွေကိုက်ခံရတာကိုတတိယသွားပြီးငါလက်အင်ဂျီစာကိုမြန်မြန်မကြည့်လိုက်တော့လက်ကောက်ဝတ်မှာမွေကိုက်ရလှလှလေးနှစ်ကွက်ကြံခဲ့ပြီးဆေးလဲထည့်ထားပြီးသားဖြစ်နေတာကိုတွေ့ရတယ်ငါရုတ်တရက်ရွာလူကြီးအပကိုတတိယသွားတာပေါ့ငါကတော့ဒီမှာမင်္ဂလာဆောင်နေရတယ်ရွာထဲကမွေတွေရောပြန်ကုန်ကြပြီလားမသိဘူးငါစိတ်ပြရာခတ်သွားပြီးအိယာပေါ်ကနေလှိမ့်စင်းကထွက်သွားဖို့လုပ်လိုက်တယ်နင်းဘယ်သွားမလို့လဲအိယာပေါ်မှာထိုင်နေတဲ့သူတို့သမီးကရုတ်တရက်စကားပြောလာတာငါရွာလူကြီးဘကိုသွားရှာမလို့ခုရွာထဲမှာအခြေအနေဘယ်လိုရှိနေလဲငါမသိဘူးအဲ့ဒီလိုပြောရင်တကားကိုတွန်းဖွင့်လိုက်တယ်တကားဖွင့်လိုက်ရုံရှိသေးအပြင်မှာအဆောင်ကျူတီကျနေတဲ့တော်တော့ကိုလှမ်းတွေးလိုက်ရတာသူကငါ့ကိုချက်ချင်းတားလိုက်တယ်နင်းထွက်သွားလို့မရဘူးနင်းသားဒီတကားပြင်ကိုခြေတလန်းလန်းလိုက်ရင်ငါတို့ယုံယုံဘာဖြစ်သွားမလဲအဲ့ဒီလိုပြောပြီးငါ့ကိုအခန်းထဲအတင်းပြန်တွန်းသွင်းကတကားကိုအပြင်ကနေတောက်ခတ်လိုက်တော့တာပဲငါတို့ပြန်ဖို့တောင်အချိန်မရသေးဘူးအခန်းထဲကသူတို့သမီးကလည်းထပ်ပြောလာခဲ့တယ်ဒီညတာနင်းထွက်သွားရင်နင်းရှိမှလည်းငါငူပြဖြစ်မယ်ငါလည်းစကလုံးတွေပျောက်ကျသွားပြီးအစောပိုင်းသူ့ကိုအေးအေးဆေးဆေးဖြောင်းဖျားရတော့တာပေါ့ငါရွာလူကြီးဘကိုတွားကြည့်ုံမှငါပြန်မသွားပါဘူးဂတိပေးပါတယ်ဒါပေမဲ့သူကဟူမျိုးနွယ်ရဲ့အိမ်ကနေထွက်သွားဖို့လုံးဝမဖြစ်နိုင်ဘူးလို့ပြောတယ်ငါကအဲ့ဒါကိုလုံးဝမယုံဘူးတကားစီသွားပြီးအတင်းဆွဲကြည့်ပေမဲ့အပြင်ကနေတောက်ခတ်ထားတာဆိုတော့ငါဘလို့မှဖွင့်လို့မရခဲ့ဘူးငါစိတ်တွေပြရခတ်ပြီးရှုပ်ထွေးနေတော့မှပဲသူကထပ်ပြောလာခဲ့တယ်ဒါဆိုရင်ငါနေနဲ့လိုက်ခဲ့မယ်နင့်ကိုတိတ်တဆိတ်ခိုးထွက်သွားနိုင်မယ်နီလန်းငါသိတယ်ငါမင်းသက်သွားရတယ်အဲ့ဒါတကယ်ပဲအဆင်ပြေရဲ့လားဒါပေမဲ့သူကခေါင်းခါလိုက်ပြီးတိုးတိုးလေးပြောလာခဲ့တယ်ဟင်းအင်းအနီရောင်ဇာဘဝနီကိုမလန်ရသေးဘူးလေအမေကပြောတယ်နင်ကိုယ်တိုင်ပဲဇာဘဝနီကိုလှန်ရမယ်တဲ့ပြီးတော့မင်္ဂလာကျိုးကြအရက်ကိုလည်းတောက်ရအောင်မယ်တဲ့ဒါနဲ့ဘာအရှုပ်ထွေးလဲငါတကားစီစိုးရိမ်တကြီးကြည့်လိုက်မိတဲ့အချိန်တွေအကြာကြီးမဖြုံးနိုင်တော့ဘူးလေအဲ့ဒါနဲ့အဲ့ရစီမြန်မြန်ပြေးသွားပြီးသူ့ရဲ့ဇာဘဝနီကိုလှန်ဖို့လက်ဆန့်ထုတ်လိုက်တယ်ဒါပေမဲ့သူကငါ့ကိုထပ်တားပြန်ရောသူကမချေမနှက်နဲ့နစ်လက်တွေကိုတုံးလို့မရဘူးလေဟိုနာကတုတ်ချောင်းလေးကိုတုံးရမှာတဲ့ငါရင်တွေဒုံကနေဖြစ်သွားခဲ့တယ်ဒီမိမကစီကန်းတွေကိုတိတ်စီစာကြောင်လွန်းတာပဲငါလည်းအခြားနေမရှိတာနဲ့စပွဲစီပြေးသွားပြီးတုတ်ချောင်းလေးကိုတွားယူလိုက်ရတဲ့တစ်ချိန်တည်းမှာပဲသူ့ရဲ့ဖြူနှူးပျော့ပြောင်းတဲ့လက်ကလေးတွေကဝစ်စုံနာကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားခဲ့တယ်သူကငါထက်တောင်ပိုပြီးရင်ခုန်စိတ်လှုပ်ရှားနေတဲ့ပုံပဲသူပြင်ဆင်ပြီးပြီလားမပြီးသေးဘူးလားငါဂယုမဆိုင်နိုင်တော့ပဲတုတ်ချောင်းနဲ့တင်ဖက်ခနဲလှန်ပစ်လိုက်တယ်ဇာဟိုဝါနီလွတ်ထွက်သွားတဲ့စက္ကန့်မှာပဲငါတယောက်လုံးလုံးဝမှင်သက်သွားခဲ့ရတယ်သူမကတိတ်ကိုလှလုံးနေတာရတနာတွေစီချဲထားတဲ့မင်္ဂလာတရဖူကိုစောင်းထားပြီးနင်းလိုဖြူဖွေးဖွေးတဲ့စပင်ရှည်ကြီးတွေနဲ့နူးညံ့ပြီးစိုးပြေးတဲ့မျက်နှာလေးရှိနေခဲ့တယ်အနီရောင်နှက်ခမ်းလေးကိုကိုက်ထားရင်တောက်ပြောင်နေတဲ့အပြိုစင်မျက်လုံးကြီးတွေနဲ့ငါ့ကိုရှက်ရွံ့စွာမောကြည့်နေတာပါသူကတိတ်ကိုချစ်စရာကောင်းလို့စက္ကန့်ပိုင်းများအတွင်းမှာပဲငါတခြားအရာတွေကိုလုံးဝမေ့လျော့သွားပြီးသူ့ကိုပဲအချိန်ချင်းငါမှမျက်တောင်တောင်မခတ်တန်းသူ့ကိုပဲနေကြည့်နေမိတော့တာအယူဆဒဏ္ဍာရီတွေကတကယ်မှန်တာပဲမြေခွေးနဲ့ဒေဝမလေးတွေဆိုတာတကယ်ကိုရွှေရုပ်ကလေးလိုချုံမောလှပလွန်းကြတာငါအဲ့ဒီလိုနေကြည့်နေတာကိုမြင်တော့သူကပိုပြီးရင်ခုန်စိတ်လှုပ်ရှားသွားခဲ့တယ်နင်ကဘာလို့ငါ့ကိုဒီလိုကြီးစိုက်ကြည့်နေရတာလဲသူ့စကားကြောင့်ငါစိတ်တွေမိမောရာကနေပြန်လဲနိုးထလာခဲ့တယ်အဲ့ဒီတော့မှငါလုပ်ရမယ့်အရေးကြီးတဲ့ကိစ္စကိုတတိယသွားတာရွာလူကြီးအပနဲ့ရွာသားတွေကငါအကူအညီကိုစောင့်နေကြတာလေငါ့ကိုအခုအပြင်ခေါ်သွားပေးလို့ရပြီလားမရသေးဘူးငါတို့မင်္ဂလာကျိုးကြအရက်မတော့ရသေးဘူးလေဆိုပြီးသူကနှက်ခမ်းလေးဆူရင်ပြောလာတယ်သူခိုင်းတာကိုလိုက်မလုပ်ပေးရင်ဒီနေရာကနေဘယ်တော့မှထွက်ရမှာမဟုတ်ဘူးဆိုတာငါသိလိုက်တယ်ဒါနဲ့အရက်နှစ်ခွက်ကိုမြန်မြန်သွားယူပြီးတစ်ခွက်ကိုသူ့လက်ထဲသွားထည့်ပေးလိုက်တယ်ကဲတောက်တော့စကားမဖောက်ချင်းတော့ကြားလားဟင်းအင်းဒါတည်းမကသေးဘူးနေငါ့ကိုမိမလို့ခေါ်စေချင်တယ်လို့သူကဂုံယူဝင်ကြွားစွာပြောလာခဲ့တယ်ငါမှစိတ်ပူလို့တေတော့မယ်သူကတော့တမင်တက်တက်ငါ့ကိုအခက်တွေ့အောင်လုပ်နေတော့မယ်ငါလည်းအခြားနဲ့မရှိတာနဲ့မိမမြန်မြန်တောက်ပါတော့ငါမှတကယ်အရေးကြီးတဲ့ကိစ္စရှိလို့ပါသူကကျင်းနဲ့သွားတဲ့အမူအရာနဲ့နှာခေါင်းတစ်ချက်ရှုံလိုက်ပြီးမင်္ဂလာကျိုးကြရက်တောက်ဖို့ငါလက်မောင်းကိုသူ့လက်နဲ့စတင်တွဲချိတ်လိုက်တယ်ငါတို့နှစ်ယောက်တိတ်ကိုနီးကပ်သွားခဲ့ကြတာပေါ့အဲ့ဒီနောက်တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ပြီးအရက်ကိုတောက်လိုက်ကြတယ်သူစကားဖောက်ပြန်မှကြောက်တာနဲ့တောက်ပြီးတာနဲ့မြန်မြန်ထွက်ဖို့သူ့ကိုအလင်းစလိုတိုက်တွန်းရတော့တာပေါ့သူကငါလက်မောင်းကိုရုတ်တရက်ဆွဲကင်လိုက်ပြီးတကားဘက်ကိုတတိထားကစိမ့်စိမ့်ကြည့်လိုက်တယ်ပြီးတော့အတန်တိုးတိုးလေးနဲ့ဒီတကားကနေထွက်လို့မရဘူးလေအမေကငါ့ကိုခဏခဏခန်းနဲ့ပိတ်ထားလေးရှိတာဒါပေမဲ့ငါမှလှုပ်ဝက်ထွက်ပေါက်ရှိတယ်ဒါကိုတခြားသူတွေကိုမပြောရဘူးနော်ကြားလားအဲ့ဒီလိုပြောပြီးငါ့ကိုနေရန်စီဆွဲခေါ်သွားကကုန်းကုန်းလေးနဲ့နေရန်ကတစ်သားပြင်းများတချို့ကိုဆွဲထုတ်လိုက်တယ်အဲ့ဒါကလှုပ်ဝက်တကားဖြစ်နေပြီးပွင့်သွားခဲ့တာပါပဲသူကနှက်ခမ်းမှာလက်ညှိုးလေးကပ်ပြီးရှူးဆိုပြီးအတန်မထွက်ဖို့စတိတ်လုတ်ခိုင်းတယ်ခေါင်းလေးကိုအရင်ဆုံးတိတ်တဆိတ်ချောင်းကြည့်ပြီးမှငါ့ကိုအပြင်ဆွဲထုတ်ကပျော်ရွှင်စွာနဲ့ငါထပ်ထွက်လာနိုင်ပြီဟေ့လို့អော်လိုက်တယ်ဒါပေမဲ့ဘယ်သူမှမထင်မှတ်ထားခဲ့ဘူးငါတို့အပြင်ဘက်ရောက်တာနဲ့အဖွားဟူနဲ့တော်တော်တို့အပြင်မှာရက်ပြီးငါ့ကိုကြည့်နေကြတာကိုတွေးလိုက်ရတာပါပဲနင်ကတော့မိန်းကလေးမင်္ဂလာဆောင်ပြီးတာတော့မှအခုတို့တွေတလွတ်လွတ်လုံနေတော့မယ်မင်္ဂလာဦးခန်းထဲကနေခိုးထွက်နေတာလားအဖွားဟူကယုံယုံကိုစိမ့်စိမ့်ကြည့်လိုက်တော့သူ့အတန်မှာမကျေနပ်တဲ့အရေးရောင်တွေပြည့်နေနေတာပေါ့ဟူယုံယုံကခေါင်းလေးငုံသွားပြီးအင်ဂျီထောက်လေးကိုလိန်ကာတိုးတိုးလေးကာကွယ်ပြောလိုက်တယ်ငါသူ့ကိုခြံထဲလမ်းလျှောက်ခေါ်သွားခြင်းယုံတင်ပါ
နင့်ကောင်းတဲ့ဘာတွေတွေးနေလဲငါမသိဘူးထင်နေသလားအခုပဲအခန်းထဲပြန်ဝင်စမ်းငါချန်ပင်ချန်ဖိန်းနဲ့စကားပြောစရာရှိတယ်အဖွားအိုဟူကတင်းမာတဲ့မျက်နှာပေးနဲ့ပြောလိုက်တာပါနောက်မှနင်းလိမ္မာပါနှက်စွာမနေရင်မင်္ဂလာဦးညကိုငါကိုယ်တိုင်လာကြည့်ရှုစစ်ဆေးမယ်ယုံကမတက်နိုင်ပဲခေါင်းငိမ့်လိုက်ပြီးငါ့ကိုရှက်ရွံ့စွာတစ်ချက်လှမ်းကြည့်လိုက်တယ်သူကြည့်ရတာတကယ်ကိုအပြစ်မကင်းတယ်လို့ခံစားနေရပုံပဲအဲ့ဒီနောက်လှည့်ထွက်သွားပြီးအခန်းထဲပြန်ဝင်သွားခဲ့တယ်အဖွားအိုဟူကငါ့ကိုဧကန်မကြီးစီခေါ်သွားခဲ့တယ်ငါ့ကိုစက္ကန့်အနည်းငယ်မကစိုက်ကြည့်ပြီးနောက်အော်ရှာအတန်ကြီးနဲ့ပြောလာခဲ့တယ်မင်းရွာလူကြီးအတွက်စိုးရိမ်နေတာငါသိပါတယ်စိတ်အေးထားပါအခုမင်းကဟူမျိုးနွယ်စီမိဘေးဝင်လာပြီဆိုတော့ရှူမျိုးနွယ်တွေကမင်းတို့ရွာကိုလာရှုပ်ရဲတော့မှမဟုတ်ပါဘူးသူကစကားပြောရင်းတကားစီထွက်သွားပြီးမှရုတ်တရက်ပြန်လှည့်လာကဆန်းဆန်းပြပြပြုံးလိုက်ပြီးဒါနဲ့မင်္ဂလာဦးညမှာရှက်မနေနဲ့နော်အဲ့ဒီကလေးမယုံကခေါင်းမာတဲ့အကျင့်ရှိတာတို့သမီးရတာကိုသူမြည်ဆန်းကြည့်ဖို့အချိန်တန်ပြီးအဲ့ဒါကိုကြားလိုက်ရတော့ငါမျက်နှာတစ်ခုလုံးချက်ချင်းပူထင်းသွားခဲ့တာပေါ့ငါလဲခေါင်းမဲငိမ့်ပြနိုင်တော့တယ်သူထွက်သွားပြီးနောက်ငါလဲအိယာနားမှာထိုင်လိုက်ပြီးမထွက်ခွာမီရွာလူကြီးအဖငါရင်ဘက်ထဲအတင်းထည့်ပေးလိုက်တဲ့အထုပ်သေးလေးကိုထုတ်ကြည့်လိုက်တယ်အထုပ်လေးကိုဖွင့်ကြည့်လိုက်တော့အထဲမှာဗန်စုစာအုပ်တအုပ်ခေါင်းစဉ်မပါတဲ့ဟောင်းနှန်းဆုပ်ပြက်နေတဲ့စာအုပ်တအုပ်နဲ့တွန့်ကျင်နေတဲ့စာရွက်တစ်ရွက်ကိုတွေ့လိုက်ရတယ်စာရွက်ကရွာလူကြီးအဖရေးထားတဲ့စာပါစာလုံးတွေကကောက်ကွေးနေတာပဲငါရဲ့ချစ်လှစွာသောမြေးလေးမင်းဒီစာကိုဖတ်နေရတဲ့အချိန်မှာငါမရှိတော့တာလည်းဖြစ်နိုင်တယ်ငါပြောတာတွေကိုသတိထားပါပထမအချက်အရာရာတိုင်းကိုအမြဲတမ်းသတိဝိရိယထားပါဒုတိယအချက်ဗန်စာအုပ်ထဲကပတ်စံတွေကငါတစ်သက်လုံးငါရဲ့နာရေးအတွက်စုဆောင်းထားတဲ့ပတ်စံတွေပါမင်းတက္ကသိုလ်တက်ဖို့ကျောင်းလက်ခအတွက်မင်းကိုပေးခဲ့တာပါဘာပဲဖြစ်ဖြစ်ဘဝကိုကောင်းကောင်းမွန်မွန်ရှင်သန်ပါစာကိုဖတ်ပြီးတော့ငါမျက်လုံးထဲကမျက်ရည်တွေမရက်မနာစီးကျလာခဲ့ရတယ်ရွာလူကြီးအပကငါအသက်ကိုကယ်ဖို့သူ့အသက်ကိုဆွန့်လွတ်ခဲ့ရပြီးအခုတော့သူ့အသက်ကစိုးရိမ်ရတဲ့အခြေအနေမှာရှိနေခဲ့ပြီးဒါပေမဲ့ငါမှဘာမှမလုပ်ပေးနိုင်ခဲ့ဘူးလေငါဘသူ့ကိုယုံကြည်ရမှာလဲငါမျက်နှာကိုမထက်မအောက်တုပ်လိုက်ပြီးမောကြည့်လိုက်တော့ယုံကစပွဲမှာမိန်မောငေးမောနေတာကိုတွေးလိုက်ရတယ်ငါရဲ့หนีရဲနေတဲ့မျက်လုံးတွေကိုသူမြင်လိုက်ရတဲ့အခါငါရဲ့စိတ်တက်ကြပြီးဝမ်းနဲ့ပူဆွေးနေတဲ့မျက်နှာပေးကိုတွေးလိုက်ရတော့သူကငါစီအလင်းစလိုပြေးလာပြီးသူ့အမေငါကိုဘာပြောလိုက်တယ်လဲဆိုတာမေးရှာတာပေါ့ဒါပေမဲ့ငါမှစကားပြောချင်စိတ်လုံးဝမရှိခဲ့ဘူးအဲ့ရပုံမှာပဲအသိစိတ်မရှိသလိုထုံထိုင်းစွာထိုင်နေမိခဲ့တယ်သူဘာပဲပြောငါဘာမှပြန်မဖြေခဲ့ဘူးလေနောက်ဆုံးတော့သူလဲဒေါသထွက်သွားပြီးမကြေနပ်တဲ့မျက်နှာပေးနဲ့ကလတ်ထိုင်ပေါ်ထိုင်ကငါ့ကိုဒေါသတကြီးစိုက်ကြည့်ရင်စကားတခွန်းမှမပြောတော့ဘူးငါလည်းမတိမတာနဲ့ငိုင်းမြေးလာတာမို့အဲ့ရပုံမှာအိတ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့ငါမျက်လုံးမိတ်လိုက်ရုံရှိသေးတယ်သူကဒေါသတွေပောက်ကွဲသွားတော့တာပဲသူကဒေါသတကြီးပြေးလာပြီးငါနာရွက်ကိုကိုက်ဆွဲကအိတ်ရဘောကနေအတင်းဆွဲချခဲ့တယ်ပြီးတော့နှုတ်ခမ်းစုကဆဲဆူတော့တာပေါ့နင်ကငါ့ကိုလစ်လူရှူရဲတယ်ပေါ့ဒီညနေအိတ်ရဘောမအိတ်နဲ့ကြမ်းပြင်ပေါ်မှာပဲအဲ့ဒီနောက်သူကပဲငါ့ကိုနိုင်ထက်စီးနေနှိပ်စက်ထားတယ်လို့မျိုးပုံစံမျိုးနဲ့အကြီးကျယ်ဝမ်းနဲ့ပြနေပြန်ရောငါကတော့ကြမ်းပြင်ပေါ်မှာလဲလျောင်းရင်ဒေါသထွက်နေခဲ့တာဒါပေမဲ့သူ့ရဲ့ဝမ်းနဲ့နေတဲ့မျက်နှာပေးကိုမြင်လိုက်ရတော့သူတကယ်ကြီးငိုချလိုက်ရင်နောက်မှအဖွားအိုဟူရောက်လာပြီးငါ့ကိုဒုက္ခပေးမှစိုးရိမ်သွားတာပေါ့ဒါနဲ့ငါလည်းမတက်ထရက်လိုက်ပြီးတောင်းပန်ပါတယ်ငါခုနကတွေးတော့မိန်မောနေလို့ပါငါမကြားချင်ဘူးငါ့ကိုမိမလို့ခေါ်သူကနှက်ခမ်းလေးကွေးလိုက်ပြီးအနောက်ကိုလှည့်သွားခဲ့တယ်ငါခေါင်းထဲမှာရွာတရွာလုံးရဲ့အသက်ပေါင်းများစွာနဲ့ပဲပြည့်နေနေပြီးစိတ်တွေအတော်လေးရှုပ်ထွေးနေခဲ့တာအလိုလိုက်ထားတဲ့ဒီမင်းသမီးလေးကိုချုံမုံကိုငါမှဘလို့လုံးအင်အားရှိတော့မှလဲငါလည်းလေရော့သွားတဲ့ဘောလုံးတစ်လုံးလိုပဲစပွဲပေါ်မှာမှောက်လိုက်ပြီးခေါင်းကိုလက်မောင်းနဲ့မြုပ်ကဦးကြောင်ကြောင်ပဲနေလိုက်တော့တယ်နီအဲ့ဒီနေ့ကငါနင့်ကိုကယ်ခဲ့တာနော်နင်ကကျေးဇူးကမ်းတဲ့ကောင်လေးပဲသူကငိုတော့မတက်ဒေါသထွက်သွားခဲ့တယ်အဲ့ဒီနောက်သူအိယာဘုတ်ကိုဒေါသတကြီးလဲကျသွားပြီးဆောင်းကိုခေါင်းကြီးချုံကတကိုယ်လုံးလုံအောင်အုပ်လိုက်တာကိုကြားလိုက်ရတယ်ပါဆက်ကလည်းငါ့ကိုတိုးတိုးလေးဆဲဆူနေတော့ပဲငါမျက်လုံးမိတ်ပြီးတက်ပြင်းချလိုက်မိတယ်သွားပြီးငါတက်တက်လုံးသွားပြီးပဲနောက်ကျရင်သူငါ့ကိုနှိပ်စက်လို့မသေးရင်တော့အညိုမဲဆွဲအောင်အရိုက်ခံရတော့မှာပဲညတကောင်ရံမှာတောင်ပေါ်ကလေးတွေကစိတ်နေအောင်အေးဆက်လာပါတယ်စပွဲပေါ်မှာအိပ်ပျော်နေတဲ့ငါလည်းအေးလွန်းလို့နိုးလာခဲ့တယ်ငါရဲ့တောင်တင်းနေတဲ့လက်မောင်းတွေကိုပုတ်တက်ရင်မိမ့်မိန်လာတဲ့လာရောင်အောက်မှာအနီရောင်လိုက်ကတွေချိတ်ဆွဲထားတဲ့ကတင်စီကြည့်လိုက်မိတယ်သူကဘေးဆောင်လေးအိပ်ပျော်နေပြီးအသက်ရှူတန်ပုံမှန်လေးထွက်နေခဲ့တဲ့အနီရောင်ဇာပဝါနီကတော့ဘယ်စီရောက်သွားမှမသိပဲကန်ထုတ်ခံထားရပြီးလာရောင်အောက်မှာသူ့ရဲ့အလွန်တရာနုနဲ့လှပတဲ့မျက်နှာလေးကဖြူဖွေးအိပ်ဆက်နေတာပဲငါတတွေးကိုမျိုးချလိုက်ပြီးအိယာစီခြေဖွန်းနှင်းကတိတ်တဆိတ်တိုးကတ်သွားခဲ့တယ်ဆောင်းထဲမှာတော့တကယ်ကိုနှွေးထွေးနေမှာပဲငါလက်ကလေးထဲမှာဝဲနေပြီးဆောင်းထောက်လေးကိုမကာဝင်အိပ်ရမလားမအိပ်ရမလားတိုးဆုံနေမိတယ်ဒါပေမဲ့ထပ်စဉ်းစားကြည့်တော့သူငါ့ကိုဒေါသထွက်နေတော့ပဲငါသွားနှုတ်လိုက်ရင်ဒီအလိုလိုက်ထားတဲ့မင်းသမီးလေးကငါအရေးခွန်ကိုခွာပစ်မှာတေချာတယ်ဒါအပြင်သူကတာမန်ထက်ပိုလာတဲ့မိစ္ဆာမလေးလိုပဲငါတကယ်ကြီးဝင်အိတ်လိုက်ရင်ချစ်သူတော်မထားဘူးလေငါလိုကောင်လေးကကိုမထိန်ချုံနိုင်ပဲလွန်ကဲလုံးမိရင်ဘာလို့မလဲအဲ့ဒီယူသွနေတဲ့အဖွားအိုကြီးရဲ့လက်ထဲကငါအသက်ရှင်ပါမလားတော့မသိတာသူ့ကိုငါဘလို့လောက်တောင်းယူနိုင်မှာလဲငါတက်ပြင်းချလိုက်တဲ့အိယာပေါ်တက်ဖို့မဝင်ရဲတာနဲ့အဲ့ဒီနေရာမှာပဲကရင်ပေးမှာကျုံးမိပြီးကျမ်းပြင်ပေါ်ထိုင်လိုက်တော့တယ်အဲ့ဒီအချိန်ကြာမှပဲသူ့ခန္ဓာကိုယ်ကနေနှွေးထွေးတဲ့အငွေ့သက်တွေစဝိုင်းလိုအမြဲမပြတ်ထွက်ပေါ်နေတာကိုငါသတိထားမိလိုက်တယ်သူ့နာပိုနီးကက်လေးငါအတွက်ပိုတက်တောင့်တက်တာခံစားရလေးပဲငါမသိလိုက်ခင်မှာပဲအဲ့ဒီအတိုင်းထပ်ပြီးအိပ်ပျော်သွားခဲ့ပြန်တယ်ငါထပ်နိုးလာတော့နေရောင်ကအခန်းထဲစီလင်းလက်စွာထိုးတုံနေပြီးနောက်နေ့မိုးတဲ့ချိန်တောင်ရောက်နေပြီလေငါမဝေဝါးနဲ့ရင်ဘက်ပေါ်မှာအီဆက်ဆက်နဲ့ပျော့ဖက်အရာတစ်ခုဖိကတ်ထားတာခံစားလိုက်ရတယ်အဲ့ဒါကရင်းနှီးနေတဲ့ထူးဆန်းတဲ့အနက်လေးကိုပါစောင့်ထားတာပါငါမျက်လုံးကိုဖက်ကနေဖွင့်လိုက်တဲ့အောက်ကိုငုံကြည့်လိုက်တော့ယုံကဘဲချိန်ထဲကအိယာကထလာလဲမသိဘူးငါရင်ဘက်မှာတင်းကြက်ဖိကပ်ပြီးအလုံးလေးလိုခွေလေးအိပ်ပျော်နေတာမြေခွေးပေါက်စလေးအိပ်နေတယ်လို့ပါပဲသူ့ရဲ့ကာကွယ်မှုမဲ့နေတဲ့အိပ်ပျော်နေတဲ့မျက်နှာလေးကိုကြည့်ရင်ငါရင်တွေဒုံနဲ့ပြင်းထန်ခုန်သွားခဲ့ရတယ်
ပုံရိပ်တစ်ခုငါခေါင်းထဲမှာရုတ်တရက်ဖြတ်ခနဲပေါ်လာခဲ့တယ်လွန်ခဲ့တဲ့6နှစ်တုန်းကဒဏ်ရာရထားတဲ့မြေခွေးပေါက်စလေးရဲ့ပုံစံအတိုင်းအတိအကျပါပဲအဲ့ဒီတုန်းကလည်းညတိုင်းငါဝမ်းပိုက်ပေါ်မှာလိမ္မာပါနဲ့စွာအိတ်လေးရှိတာလေငါခဏလောက်မိန်မောသွားရတဲ့တတွေးကို6ကတ်စွာမျိုးချလိုက်ရင်ရွာလူကြီးအပနဲ့တခြားသူတွေကိုရုတ်တရက်တတိယသွားခဲ့တယ်ငါလည်းမြန်မြန်ထားလိုက်တာပေါ့ငါလှုပ်ရှားမှုကြောင့်ယုံယုံနိုးလာခဲ့တယ်သူကမျက်လုံးတွေကိုပုတ်တက်ရင်းငါ့ကိုဒေါသတကြီးပြောလာခဲ့တယ်လူဆိုးလင်ကြီးနိုးလာရင်သူ့စီလာခဲ့ပါအောင်လို့အမေကမှာလိုက်တယ်အဲ့ဒါကိုကြားလိုက်ရတော့ငါမှတကူလုံးချွေးစေးတွေပြန်သွားခဲ့တာပေါ့မနေ့ကယုံယုံကိုငါဒေါသထွက်အောင်လုပ်ခဲ့တာကိုအဖွားကိုတီးသွားတာများလားအဲ့ဒီနောက်ငါလဲကြောက်လန့်တုန်ကြီးစွာနဲ့အခန်းမကြီးစီလမ်းလျှောက်သွားခဲ့တယ်အခန်းမကြီးထဲမှာလူတွေပြည့်နေနေတာကိုတွေ့လိုက်ရပြီးမှပဲသူတို့နဲ့စတင်မိတ်ဆက်ပေးမှပဲသူတို့အားလုံးဟာဟူယုံယုံရဲ့ဦးလေးတွေနဲ့အတော်တွေဖြစ်မှန်းငါသိလိုက်ရတော့တယ်ငါကိုမြင်တော့သူတို့အားလုံးပျော်ရွှင်နေကြပုံမှာပဲယုံယုံကသူတို့ရဲ့အလိုလိုက်ခံထားရသူမို့အဆိုးလေးဖြစ်ပြီးဒေါသကြီးကြောင်းသူ့ပေါ်ပို့ပြီးအိုင်တီးခံပေးဖို့လဲငါကိုတောင်းဆိုကြသေးတယ်အဲ့ဒီနောက်ငါတို့လိုက်နာရမယ့်စီကံ3ချက်ထွက်လာခဲ့တယ်ပထမအချက်ဟူယုံယုံကိုရိုက်နှက်ဆဲဆိုတာမျိုးမလုပ်ရဘူးစွန့်ပစ်လို့လည်းမရဘူးဒုတိယအချက်အပြင်မှာတခြားမျိုးသမီးတွေနဲ့တွာလာပတ်သက်ခွင့်မရှိဘူးတတိယအချက်သူ့ကိုတမင်တက်ဒေါသထွက်အောင်မလုပ်ရဘူးတယောက်နဲ့တယောက်ဂရုစိုက်ဆောက်ရှောက်ရမယ်လူတိုင်းထွက်သွားကြပြီးတဲ့နောက်အဖွားအိုဟူကငါ့ကိုတယောက်တည်းတီးတန့်ချန်ထားခဲ့တယ်သူကလက်ဖက်ရည်ကိုတငုံတောက်လိုက်ပြီးအေးဆေးစွာနဲ့ရှူမျိုးတွေကအဲ့ဒီယူနေတဲ့မိန်းမကြီးငါတို့တောင်ကုန်းတကားဝမှာတညလုံးစောင့်နေခဲ့တာဒီနေ့မနေ့နေထွက်လာမှပဲသူထွက်သွားတော့တာယုံယုံကိုတောင်အောက်ခေါ်သွားပြီးအခြေအနေသွားကြည့်လိုက်မင်းရဲ့ရွာလူကြီးတက်ရှိထင်ရှားရှိနေသေးရင်ပစ္စည်းတွေတင်ဆက်ပြီးမျိုးပေါ်ကိုမြန်မြန်ပြောင်းတော့အဲ့ဒီစုပ်ပြက်နေတဲ့ရွာဆိုးကြီးစီနောက်ထပ်ပြန်မသွားပါနဲ့တော့လော်ကီရုပ်ဝတ္ထုပဏိပခတွေကိုဆွတ်လွတ်လိုက်တော့လို့ပြောလာတယ်အဖွားကိုပြောတာကိုကြားလိုက်ရတော့ငါမှတက်ကဲကျိုးတစ်ချောင်းကိုဆွဲကင်လိုက်ရတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီယူနေတဲ့မိန်းမကြီးအယုံတက်ချိန်မှာထွက်သွားတယ်ဆိုရင်ရွာလေးဟာဒီဘေးအနေကနေလွတ်မြောက်ခဲ့ပြီလို့အတိတ်ပဲရတာပဲငါတို့နှုတ်ဆက်ပြီးတဲ့နောက်ဟူမျိုးနွယ်ရဲ့အစီခံတွေကဟူယုံယုံရဲ့မင်္ဂလာပါရမီပစ္စည်းတွေကိုငါအိမ်စီအရောက်ပို့ပေးဖို့ဖြက်လန်းကနေကြိုတင်ထွက်ခွာသွားကြပြီးအဲ့ဒီနောက်ငါတို့နှစ်ယောက်တောင်အောက်ကိုတူတူဆင်းလာခဲ့ကြတာပေါ့တောင်အောက်ဆင်းတဲ့လမ်းတစ်လျှောက်မှာရွာလူကြီးအပတက်ရှိထင်ရှားရှိသေးရဲ့လားဆိုတာကိုစိုးရိမ်လွန်းလို့ငါယူမတက်ဖြစ်နေခဲ့တဲ့ခေါင်းကိုငုံထားပြီးခြေလမ်းမြန်မြန်နဲ့လမ်းလျှောက်ခဲ့တဲ့ယုံယုံကတော့အနောက်ကနေငါ့ကိုစောင့်ပါဦးလို့အဆက်မပြတ်អော်နေခဲ့တာလမ်းလျှောက်ရင်ငါလက်ကိုကင်ထားခြင်းလို့ငါ့ကိုအတင်းတွန်းတွဲနေသေးတယ်ငါမှတော့သူ့ကိုစနောက်ဖို့အမူအရာမရှိပါဘူးရွာကိုမြန်မြန်ပြန်ပြီးတွားကြည့်ဖို့ပဲခေါင်းထဲမှာတွေးနေမိတာဒါပေမဲ့တောင်အောက်ရောက်ပြီးတဲ့နောက်ရှိကတစ်တော်ထဲမှာမြူဖြူတွေရုတ်တရက်ထလာလိုက်မယ်လို့ငါလုံးဝမထင်မှတ်ထားခဲ့ဘူးအဲ့ဒီနောက်မှာတင်မြူဖြူတွေထဲကနေတုတ်ကောက်ကိုမိထားတဲ့အမောင်ပုံကြီးတစ်ခုဖြည်းဖြည်းချင်းထွက်လာခဲ့တယ်ငါရင်တစ်ခုလုံးထိတ်လန့်သွားခဲ့ရတယ်အဲ့ဒါရှူမျိုးနွယ်ကအဲ့ဒီယူနေတဲ့မိန်းမကြီးပဲငါလှည့်ပြေးဖို့ပြင်လိုက်ပေမဲ့ဘသူသိမှလဲဟူယုံယုံကအမိလိုက်လာပြီးငါလက်မောင်းကိုတပြိုင်နက်တည်းအတင်းဆွဲကင်လိုက်တာလေသူကအဲ့ဒီခိုက်တန့်လေးကိုตาရရင်မျက်လုံးလေးမိတ်ကငါသိတယ်နေငါကိုပြစ်ထားခဲ့မှာမဟုတ်ပါဘူးလို့ပြောနေသေးတယ်နေနည်းနည်းလောက်အတီပေါက်လုပ်လို့မရဘူးလားငါတို့ရန်သူကငါတို့စီလာနေပြီလေငါဂယုမဆိုင်ဘူးသူငါတို့ကိုအနိုင်ကျင့်ရဲမှာမဟုတ်ပါဘူးငါလည်းမြူဖြူတဲကနေလမ်းလျှောက်ထွက်လာတဲ့အဲ့ဒီမိန်းမကြီးကိုကြည့်ရင်သူ့ကိုအရေးတကြီးပုတ်လိုက်မိတယ်သူကတော့မျက်လုံးတောင်မဖွင့်ပဲငါကလက်မောင်းကိုဖတ်ထားရင်အဆက်မပြတ်ခါရမ်းနေခဲ့တာပေါ့အဲ့ဒီယူနေတဲ့မိန်းမကြီးကခါကုန်းကုန်းနဲ့ငါ့ကိုစိမ့်စိမ့်ကြည့်နေခဲ့တယ်သူ့မျက်လုံးထောင်းကနေဟူယုံယုံကိုစိုက်ကြည့်လိုက်ပြီးရုံမာတဲ့အပြုံးတစ်ခုကိုပြုံးလိုက်ရင်နင်မိန်းမရသွားပြီပေါ့ဟုတ်လားတော်တော်လေးစွန့်ဆောင်နိုင်တာပဲဒါပေမဲ့နင်ဟူမျိုးနွယ်စီမိပေးဝင်လိုက်ရုံနဲ့ငါကနင့်ကိုမတိရဲတော့ဘူးလို့တကယ်ထင်နေတာလားယုံယုံကရုတ်တရက်လှည့်လိုက်ပြီးငါ့ကိုလက်တစ်ဖက်နဲ့တွန်းထုတ်လိုက်တယ်ငါမျက်စိရှိမှဝေဝါးသွားပြီးညှီးဆိုးဆိုးလေပြင်းတစ်ချက်ငါမျက်နှာစီတိုက်ရိုက်တိုးဝင်လာခဲ့တယ်ချိန်ဘလောက်ကုံလုံးသွားမှန်းငါမသိတော့ဘူးအစိုးရိမ်လွန်အောင်အေးဆက်လာတဲ့ခံစားချက်ကြောင့်ငါနိုးလာခဲ့ရတယ်ငါအာယူထားလိုက်ပြီးဝေဝါးနေတဲ့ခေါင်းကိုပုတ်တက်လိုက်တယ်နောက်စက္ကန့်မှတင်ငါတကိုယ်လုံးထိတ်လန့်သွားခဲ့ရတာပဲခုနတင်ဘာမှမဖြစ်ပဲကောင်းနေတဲ့ယုံယုံဟာအခုတော့မလန့်မကန့်ကမျက်ခင်းပေါ်မှာငြိမ်သက်စွာလဲလျောင်းနေတာကိုတွေ့လိုက်ရတယ်ငါမြန်မြန်ပြေးသွားပြီးသူ့ကိုထူပေးလိုက်တယ်ယုံယုံအရန်ထူးဆန်းတာကသူ့ရဲ့ခန္ဓာကိုယ်ပူချိန်ပဲငါသူ့ပါးကိုပုတ်ကြည့်လိုက်တော့သူ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လာခဲ့တယ်သူ့ရဲ့တငယ်အိမ်တွေကအနက်ရောင်မြောင်းလေးတွေဖြစ်ဆူးရှစွာကျဉ်းမြောင်းသွားခဲ့ပြီအရန်ပူတယ်ပူလောင်လိုက်တာသူ့ခန္ဓာကိုယ်ကိုမတိစိတ်ကနေလူးလွန်းနေခဲ့တယ်သူကငါရင်ဘက်အင်ဂျီစအင်ဂျီကော်လာကိုလက်နှစ်ဖက်နဲ့တင်းတင်းကြပ်ကြပ်ဆွဲကင်လိုက်တယ်ငွေတကောင်လိုငါရင်ခွင်ထဲတိုးဝင်လာခဲ့တာပေါ့သူ့ရဲ့ပူလောင်နေတဲ့ပါပြင်ကငါလေပင်ကိုအရှိနောက်ပုတ်တက်နေခဲ့တယ်သူ့အသက်ရှူတန်တွေကမြန်ဆန်ပြီးပူလောင်ပြင်းထန်နေခဲ့တယ်ငါလည်းငြိမ်မနေတဲ့သူ့လက်တွေကိုမြ мян ဖိထားလိုက်မိတယ်သူကငါလေပင်ကိုကိုက်ဖို့ပါဇက်ကိုဖွင့်လိုက်တယ်ငါရဲ့အသက်ဆွမ်းအားတွေကိုစုပ်ယူချင်နေတဲ့ပုံစံမျိုးပါပဲငါသူ့ခေါင်းကိုအတင်းတွန်းထုတ်လိုက်ပြီးဘာဖြစ်တာလဲလို့မေးလိုက်တယ်အဲ့ဒီအဖွားကြီးမောင်းထုတ်ခံလိုက်ရတယ်ဒါပေမဲ့ငါဟဲဝမ်းမွေအစိတ်မိသွားတာယုံယုံကအတိစိတ်နည်းနည်းပြန်ဝင်လာပုံရတယ်သူကသွားတွေကိုကြိတ်ထားပြီးနာကျင်စွာနဲ့ခွေခွေလေးဖြစ်သွားခဲ့တယ်ဟဲဝမ်းမွေအစိတ်ဒီအစိတ်အကြောင်းရွာကအဖိုးတန်တွေပြောဖူးတာကိုငါသတိရသွားခဲ့တယ်ဒီအစိတ်မိသွားတဲ့နက်တွေဝမိစ္ဆာတွေဟာဖြည်းဖြည်းချင်းအတိစိတ်လွတ်ကင်းသွားကြလိမ့်မယ်အစိတ်ကိုအချိန်မီမကူတာနိုင်ရင်ခန္ဓာကိုယ်တွင်အကျောမြင်တွေပောက်ကွဲပြီးတေးဆုံးသွားကြလိမ့်မယ်၃ရက်အတွင်းလင်းယောက်ျားမြန်ထွက်ပြေးတော့ငါလုံးဝအတိစိတ်လွတ်သွားတဲ့အခါနင့်ကိုဘာလို့မိမလဲဆိုတာငါကိုယ်တိုင်တော့မသိဘူးငါသူ့စကားကိုမတိကျိုးနှုံပြူပြီးပတ်ဝန်းကျင်ကိုပဲကွေးကြည့်လိုက်မိတယ်ငါရင်ထဲမှာမျောလင်းချက်မဲ့စိတ်ပြတ်မှုတွေနဲ့ပြည့်နှက်သွားခဲ့တာပေါ့ငါတို့ရောက်နေတာကဘာမှမရှိတဲ့တောအလယ်မှာလေဟူမျိုးနွယ်စီပြန်ဖို့ဆိုတာလဲအရန်ဝေးလုံးနဲ့ရွာစီပြန်သွားဖို့ကြတော့လဲရွာလူကြီးအဖကကူညီနိုင်မဲ့အခြေအနေမှမရှိဘူးအဖအနေနဲ့ဒီလိုမိစ္ဆာအစိတ်မျိုးကိုကုသပေးနိုင်စရာလမ်းလည်းမရှိပါဘူး
ဒါပေမဲ့အဖငါ့ကိုတခါကပြောပြပူတာကိုငါတတိယသွားခဲ့တယ်အနီးနားကမြို့ပေါ်ကလမ်းဟောင်းပေါ်မှာကိုလန်းစင်အနှိတ်ခမ်း 9 pass 3 message ဆိုတဲ့ဆိုင်တစ်ဆိုင်ရှိတယ်ကုလို့မရတဲ့အကုသိုလ်ယောဂဆိုးတွေနဲ့ကြုံရရင်အဲ့ဒီစီသွားပြီးကန်ဆန်းကြည့်လို့ရတယ်တဲ့ကြည့်ရတာမတင်ကစရာအနှိတ်ခမ်းတစ်ခုလို့ထင်ရပေမဲ့အခုချိန်မှာတော့ဒီလိုကန်ဆန်းကြည့်တာမှလွယ်လို့ငါမှအခြားရွေးချယ်စရာမရှိတော့ဘူးငါကျမ်းပြင်ပေါ်ကယုံကိုလှမ်းကြည့်လိုက်တယ်ဒီအချိန်မှာသူ့အခြေအနေကတကယ်ကိုမဟန်တော့ဘူးဖျားပြင်းပြင်းတက်နေတယ်လို့မျိုးအရန်ပူလောင်ပြီးငြိမ်မနေနိုင်ပဲဖြစ်နေခဲ့တာငါလည်းနောက်ထပ်အချိန်မဖြုံးရတော့ပဲသူ့ရဲ့ပူလောင်နေတဲ့ခန္ဓာကိုယ်ကိုကြောပေါ်ပိုးလိုက်တော့တယ်သူ့ကိုကြောမှာပိုးထားရင်တောအုပ်ထဲကနေရိုင်းတိရိုင်းတိုင်းနဲ့ထွက်လာခဲ့ပြီးကားလန်းစီရောက်ခဲ့တဲ့အဲ့ဒီနောက်လိုင်းကားတစ်စီးကိုတားလိုက်တာပေါ့လိုင်းကားပေါ်မှာလူတွေအများကြီးပဲငါကဖျို့ရဲဖြစ်နေတဲ့လှပတဲ့မိန်းမလေးတစ်ယောက်ကိုကြောမှာပိုးထားပြီးတက်လာတာဆိုတော့ကားပေါ်ကလူတိုင်းရဲ့စိုက်ကြည့်ခြင်းကိုချက်ချင်းခံလိုက်ရတယ်ငါခေါင်းကိုငုံထားပြီးအန်ဂျိတ်ကနောက်ဆုံးတန်းရဲ့ထောင်နာကထိုင်ကုန်စီသွားထိုင်လိုက်တယ်ကားစားထွက်လာတော့အရန်ခုန်တာပေါ့ယုံကတော့ငါရင်ခွင်ထဲမှာပိုပိုပြီးမငြိမ်မသက်ဖြစ်လာခဲ့တယ်ကြည့်ရတာအရန်တက်တောင့်တက်တာမရှိတဲ့ပုံပဲသူ့လက်ချောင်းထဲကနေအောက်ဤထားတဲ့တိုးတိုးလေးအော်ဟစ်တန်တွေထွက်နေခဲ့တယ်ဒဏ်ရာရထားတဲ့မြေခွေးပေါက်စလေးလိုပါပဲသူ့လက်တွေကလည်းမတိစိတ်ကနေလှုပ်ရှားနေခဲ့တာရှေ့တန်းကခီးတဲ့အနှဲငယ်ကလှည့်ကြည့်လာပြီးငါ့ကိုဆန်းဆန်းပြပြမျက်နှာပေးတွေနဲ့စိုက်ကြည့်ကြတယ်သူတို့တိုးတိုးလေးအတင်းပြောနေကြတာကိုတော့ငါတက်တက်လေးကြားနေရသေးတယ်ဒီဘက်ခေတ်လူငယ်တွေများအများပြည်သူရှေ့မှာဒီလိုမျိုးယဉ်ကျေးမှုစည်းကမ်းဆိုတာလုံးဝမရှိကြတော့ဘူးငါမှရှက်လွန်းလို့ဥယေပြားတွေတောင်ထုံကျင်လာခဲ့ရတယ်ယုံကိုပဲငါရင်ဘက်မှာတင်းတင်းကြပ်ကြပ်ဖတ်ထားနိုင်တော့တာပေါ့ယုံတောင်းပန်ပါတယ်မလုပ်ပါနဲ့တော့လို့သူ့နားနာမှာတိုးတိုးလေးအတနာခံလိုက်မိတယ်သူကပါဇက်ကိုဖွင့်လိုက်ပြီးငါလက်ဝါးကိုကိုက်ချလိုက်တာပဲသူ့ရဲ့ဆူရှာတဲ့အဆွဲတွေကအေရပြားကိုပောက်ထွက်သွားပြီးတွေးတွေသူ့ပါဇက်ထဲစီးဝင်သွားခဲ့တယ်ဒါပေမဲ့သူကအကောင်းစားတစ်ခုခုကိုမီးစမ်းလိုက်ရတယ်လို့မျိုးလေချောင်းထဲကနေတွေးမျိုးချတန်ဂလူဂလူကြားလိုက်ရတယ်သူ့မျက်လုံးထဲကအနီရောင်အယောင်ဝါတွေကပိုပြီးတောက်ပလာခဲ့တယ်ငါနာကျင်မှုကိုအန်ဂျိတ်ပြီးခံလိုက်ပြီးအုပ်ကင်ထားတဲ့လက်ကိုမလွတ်ခဲ့တယ်လို့အတန်လဲမထုတ်ဝင်ခဲ့ဘူးကန်ကောင်းတာကတွေးတောက်လိုက်ရတော့မှပဲသူညင်ကျသွားခဲ့တာပါဒီကားစီရတာဟာတင်းချိုင်းကုန်းထဲရောက်နေရတာထက်တောင်အစပေါင်းများစွာပိုဆိုးပါတယ်နောက်ဆုံးတော့လိုင်းကားဟာမြို့ပေါ်စီဝင်ရောက်လာခဲ့ပြီးငါလည်းယုံကိုကြောပေါ်ပိုးထားရင်းအသက်လူပြေးရတယ်လို့မျိုးကားပေါ်ကနေအမြန်ဆင်းခဲ့လိုက်တယ်။ဒါကမြို့ရဲ့ဗဟိုချက်မနေရဖြစ်တာကြောင့်လမ်းတွေပေါ်မှာကားတွေလူတွေနဲ့ပြည့်နေနေခဲ့တဲ့လွယ်အိတ်လေးတွေလွယ်ထားပြီးကျောင်းကနေအိမ်ပြန်လာကြတဲ့ကျောင်းသားကျောင်းသူတွေအများကြီးပဲငါကတော့မင်္ဂလာဝတ်စုံဝတ်ထားတဲ့မိန်းမတစ်ယောက်ကိုပိုးထားတာဆိုတော့ငါတို့ပုံစံကပတ်ဝန်းကျင်နဲ့လုံးဝမအပ်ဆက်ပဲဖြစ်နေကြတာပေါ့။ငါခေါင်းငုံထားပြီးခြေလမ်းမြန်နဲ့လမ်းလျှောက်ခဲ့တဲ့မှောင်မဲနေတဲ့လမ်းကြားတစ်ခုထဲဝင်လိုက်ပြီးစုပ်ပြက်နေတဲ့ဆိုင်ရှိမှရက်လိုက်တယ်။ဆိုင်ဘုတ်ပေါ်ကနီယိုမီတွေရဲ့တဝက်ကပြက်နေပြီးကိုလန်းစင်အနှိတ်ခမ်းဆိုတဲ့စာလုံးလေးလုံးထဲကမီးလင်းနေသေးတာဆိုလို့ကိုအနဲ့နှိတ်ခတ်ဆိုတဲ့နှလုံးပဲရှိတော့တာတကားပေါ်မှာတော့နာတာရှည်ယောဂဆိုတွေကုသပေးတဲ့ကြောညာပိုစတာမျိုးကတ်ထားခဲ့တယ်ဖန်တကားပေါ်မှာတရားဝင်အနှိတ်ခမ်းနာဆိုတဲ့ဆိုင်းဘုတ်ချိတ်ထားပေမဲ့ဘလို့ပဲကြည့်တရားဝင်တဲ့နေရာနဲ့တော့လုံးဝမတူပါဘူးငါတကားကိုတွန်းဖွင့်ပြီးဝင်သွားလိုက်တယ်မျက်မှန်နဲ့တက်ထားတဲ့အသက်လက်ပိုင်းအမျိုးသားတစ်ယောက်ကအရေးရကလထိုင်ပေါ်မှာလဲလျောင်းနေပြီးလက်ထဲမှာတစ်ကြားသီးနှလုံးကိုလှည့်ကစားနေခဲ့တဲ့သူ့ဘေးနားမှာမျက်မမြင်လန်းလျှောက်တုတ်တစ်ချောင်းနဲ့မဂဇင်းတအုပ်တင်ထားတယ်တရားဝင်အနှိတ်ကတနာရီရွန်းတရားပို့တဲ့တနာရီကိုငါဆဲထပ်ပေါင်းတရားမဝင်တာလို့ချင်းရင်အပြင်ထွက်ပြီးဘယ်ဘက်ကို꿰လိုက်ငါဒီမှာလူတစ်ယောက်ကိုကူညီကယ်တင်ဖို့လာတာပါငါလည်းပတ်မပြောနေတော့ဘူးအသိစိတ်တွေလွတ်ကင်းနေပြီဖြစ်တဲ့ယုံကိုကြောပေါ်ကနေချက်ချင်းဆွဲချလိုက်ပြီးအနှိတ်ခုတင်ပေါ်တင်လိုက်တဲ့သူ့ကိုအုပ်ထားတဲ့အင်ကြီးလက်ရှည်ကိုဖယ်လိုက်ပြီးသူ့ယောဂါကိုကူပေးပါအဲ့ဒီလူကအဲ့ဒီစကားနှခုံးကိုကြားလိုက်ရတော့ရုတ်တရက်မတ်တက်ထွက်လိုက်တယ်ဒီအချိန်မှာယုံရဲ့ပုံစံကလုံးဝမှတ်လို့မရအောင်ဖြစ်နေခဲ့ပြီးသူကပါဇက်ကိုဖွင့်လိုက်လေတဲ့ကိုကိုက်လိုက်ဖြစ်နေတာလေအဲ့ဒီလူရဲ့မျက်နှာပေးကချက်ချင်းပြောင်းလဲသွားခဲ့တယ်ဒါဟဲဝမ်းမွေအစိတ်ပါလားနင်ဘလို့လုပ်ပြီးဒီလိုရုပ်မာတဲ့အရာနဲ့တွားပတ်သက်လိုက်ရတာလဲသူခုတင်စီလမ်းလျှောက်လာခဲ့တယ်အဲ့ဒီနောက်လက်ကိုဆန့်ထုတ်ပြီးယုံရဲ့လက်ကောက်ဝတ်ကိုဆန့်တက်လိုက်တော့သူ့မျက်ခုံးတွေတွန့်ကျအောင်တွန့်ကွေးသွားခဲ့တယ်အစိတ်ကသူ့အယိုးထဲအထိစိတ်ဝင်နေပြီးစက္ကန့်ပိုင်းအတွင်းသူလုံးဝရိုင်းဆိုင်တဲ့တားရဲတကောင်ဖြစ်ပြောင်းလဲသွားတော့မှကောင်းလေးငါစကားနားထောင်ပြီးသူ့ကိုအပြင်ကိုမြ мян လွှတ်ပစ်လိုက်တာကောင်းလိမ့်မယ်အခုပဲထွက်သွားတော့နာယီဝက်တောင်ကြာမှာမဟုတ်ဘူးသူကတောရိုင်းမြေခွေးတကောင်ဖြစ်ပြောင်းလဲသွားပြီးတောင်ပေါ်ကိုပြန်ပြေးသွားလိမ့်မယ်အဲ့ဒီလိုလုံးမှာပဲမင်းရဲ့အသက်ကိုကယ်နိုင်မှမင်းအခုမထွက်သွားရင်ဒီနေ့ညသူမင်းရဲ့အသက်ဆွမ်းအားတွေကိုတွေးဆုပ်ဖို့ကောင်းလို့အကုန်ဆုပ်ယူပြီး၆ကတ်သွားအောင်လုပ်ပစ်လိမ့်မယ်ငါနာကျင်စွာနဲ့ရုန်းကန်နေရတဲ့ယုံကိုလှမ်းကြည့်လိုက်မိတယ်သူကမတိစိတ်ကနေလင်းယောက်ျားလို့အဆက်မပြတ်ခေါ်နေတော့ပဲငါရင်ထဲမှာစူးကနေနာကျင်သွားခဲ့ရတာပေါ့ငါအင်ကြီးအိတ်ထဲကဗန်ဆူးစာအုပ်ကိုဆွဲထုတ်လိုက်ပြီးသူ့လက်ထဲစီအတင်းထိုးထည့်လိုက်တယ်ဒီမှာရွန်း3000ရှိတယ်လောက်ရလားမလောက်ရင်ငါမှထက်ရှိသေးတယ်အဲ့ဒီလူကဗန်စာအုပ်ကိုတစ်ချက်ကြည့်လိုက်ပြီးငါ့ကိုစိုက်ကြည့်လာခဲ့တယ်ပတ်စံကတော့လောက်ပါတယ်ဒါပေမဲ့ငါသူ့ကိုမကူတာပေးနိုင်ဘူးဒါကရှူမျိုးနွယ်ရဲ့ရင်အစိပ်ပဲရွှေအက်နဲ့ထိုးတာရောဆေးမြစ်ဆေးပင်တောက်တာရောဘာမှထိရောက်မှာမဟုတ်ဘူးခေါင်းလောင်းချီထားတဲ့သူပဲခေါင်းလောင်းကိုပြန်ဖြုတ်နိုင်တာလို့ပြောရမလို့ပဲတခုတည်းတော့အစိပ်ဖြေဆေးကမင်းပဲဘာဆေးမှမတိုးဘူးဟုတ်လားငါထိုဆရာကြီးကိုနားမလည်နိုင်စွာနဲ့ကြည့်လိုက်မိတယ်အဲ့ဒီလူကယုံကိုလက်ညှိုးထိုးပြပြီးတီကြီးလေးနဲ့စွာနဲ့ပြောလာတယ်သူ့ရဲ့မျက်လုံးထဲမှာရဲရှမ်းရှမ်းပဲရှိတာလေတခြားဘသူနဲ့မှဖြစ်မှာမဟုတ်ဘူးမင်းနဲ့မှရမှာသူကစိတ်တစမတိစိတ်ကနေမင်းကိုနာခံမှာပါဒါပေမဲ့မင်းဒါကိုတေချာစဉ်းစားရမယ်နော်သူ့ရဲ့ယူသွတောင်းကျမှုကိုမင်းတောင်းခံနိုင်ရမယ်နည်းနည်းလေးမှယွင်းသွားတာနဲ့မင်းရဲ့အနှစ်သာရစွမ်းအားတွေအကုန်ဆုပ်ယူခံရပြီးမင်းပါ၆ကပ်ပြီးတေးသွားလိမ့်မယ်ငါမှအဲ့ဒီနေရာမှာတင်တောင်းခဲသွားခဲ့ရတယ်ယုံရဲ့နာကျင်နေတဲ့မျက်နှာလေးကိုကြည့်ရင်ငါအန်ဂျိတ်ကခေါင်းငိမ့်လိုက်မိတယ်အဲ့ဒီလူကအနောက်လှည့်လိုက်ပြီးခုံတန်းအောက်ကနေအနီရောင်အဝတ်အိတ်တဲ့အိတ်ကိုဆွဲထုတ်ကငါရင်ဘတ်ထဲအတင်းထိုးထည့်ပေးလိုက်တယ်ရော့သူ့ကိုအခုပဲတိတ်ဆိတ်တဲ့နေရာတစ်ခုစီခေါ်သွားလိုက်ဒီမင်္ဂလာဖျောင်းတိုင်တစုံကိုထွန်းလိုက်ရင်သူ့အစိတ်တွေကိုပြေပြောက်အောင်ကူညီပေးလိမ့်မယ်ဒါပေမဲ့ဒါကိုတော့မင်းတေချာသတိထားရမယ်မင်္ဂလာဖျောင်းတိုင်မငိမ့်ခင်မှာအစိတ်ကိုလုံးဝကင်းစင်အောင်ဖယ်ရှားရမယ်မဟုတ်ရင်မင်းတို့နှစ်ယောက်လုံးတုတ်ပြန်တံကိုခံရလိမ့်မယ်
အဲ့ဒီလိုပြောပြီးတာနဲ့အဲ့ဒီလူကကာလာကြာရှည်တင်းစီထားတဲ့ဟွမ်ဂျိုအရက်ပလင်းတပလင်းကိုတူးထုတ်ပြီးငါ့ကိုလှမ်းပေးလိုက်တယ်နောက်ထပ်တစ်ခုရှိသေးတယ်စွန်စားရမှုကအရန်ကြီးတဲ့အစိတ်ဆက်ဖြေတာနဲ့ပုံမှန်မဟုတ်တဲ့ကောင်းကင်ရဲ့ဖြစ်စဉ်တွေကိုစတင်ဆွဲဆောင်ပါလိမ့်မယ်ငါးမိုင်ပတ်လည်မှာရှိတဲ့တစေတရေမိစ္ဆာအားလုံးကဒါကိုခံစားသိရှိသွားလိမ့်မယ်အထူးသဖြင့်သူ့ကိုဒုက္ခပေးခဲ့တဲ့အဲ့ဒီမွေမိစ္ဆာပေါ်သူမင်းတို့ကိုတေချာပေါက်လာရှာလိမ့်မယ်ဒီဟွမ်ဂျိုအရက်ပလင်းကတော့သူ့ကိုခဏတာပဲတားဆီးပေးနိုင်လိမ့်မယ်ငါရင်ဘက်ထဲကပစ္စည်းတွေကိုကြည့်လိုက်ပြီးကတင်ပေါ်မှာနာကျင်နေတဲ့ယုံယုံကိုတစ်ချက်လှမ်းကြည့်လိုက်တယ်ငါလက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားလိုက်မိတာပေါ့ငါအဲ့ဒီလူကိုကျေးဇူးတင်ကြောင်းပြောပြီးယုံယုံကိုကြောပေါ်ပိုးကဆိုင်ထဲကနေထွက်လာခဲ့တယ်တစ်စက္ကန့်လေးတောင်အချိန်မဖြုံရဲပါဘူးယုံယုံကိုပိုးထားရင်းဘေးနားကတဲခုခန်းလေးတစ်ခုတည်းကိုပြေးဝင်သွားကအင်းထဲဆုံးကမင်္ဂလာဦးခန်းကြီးတစ်ခုကိုငှားလိုက်တယ်တကားထဲဝင်လိုက်တာနဲ့ယုံယုံကိုအိပ်ရာပေါ်တင်လိုက်တယ်ဒီအချိန်မှာသူ့မျက်နှာကနာကျင်မှုကြောင့်အတော်လေးမဲရွက်နေခဲ့ပြီးငါနောက်ထပ်နှောက်နှင်းမနေရတော့ဘူးအဖိုးကြီးမှလိုက်တဲ့အတိုင်းအရင်ဆုံးဟွမ်ဂျိုအရက်ပလင်းကိုယူပြီးတကားကြနဲ့တင်းပေါက်ပတ်လဲမှာဖျက်လိုက်တယ်အဲ့ဒီနောက်ငကားနဲ့ဒေါင်းရုပ်ပုံပါတဲ့မင်္ဂလာဖျောင်းနိုင်တစုံကိုထုတ်ယူကမိထုံပြီးအိပ်ရာကောင်းရင်မှာတင်လိုက်တယ်ဖျောင်းတိုင်မီရောင်ကရိမ့်ထိုးလှုပ်ရှားနေခဲ့တယ်မိမိန်လှတဲ့အဝါရောင်အလင်းရောင်ကလေးကယုံယုံရဲ့ခန္ဓာကိုယ်ပေါ်ကြားရောက်သွားတော့မှသူ့ရဲ့နာကျင်နေတဲ့မျက်နှာလေးကနည်းနည်းလေးပျော့ပြောင်းသွားခဲ့တယ်ဒီမင်္ဂလာဖျောင်းတိုင်တစုံကိုကြည့်ရင်ငါရင်ထဲမှာခံစားချက်ပေါင်းစုံနဲ့ရှုပ်ထွေးသွားခဲ့ရတယ်မင်းညကမပြီးစီးခဲ့တဲ့မင်္ဂလာပွဲကိုဒီလိုထွက်ပြေးနေရတဲ့လန်ခီမှာပြန်လဲအဖက်ဆက်ရလိမ့်မယ်လို့ငါလုံးဝမထင်မှတ်ထားခဲ့ဘူးငါယုံယုံရဲ့အရှိစီစိတ်လှုပ်ရှားစွာနဲ့တိုးကပ်သွားပြီးသူ့ရဲ့အလွန်တရာလှပတဲ့မျက်နှာလေးကိုစိုက်ကြည့်ရင်မိန်မောသွားရပြန်တဲ့သူ့မျက်နှာပေါ်ကချွေးတွေကိုတုပ်ပေးခြင်းယုံတင်ရှိသေးတယ်နောက်စက္ကန့်မှာတင်ယုံယုံကမျက်လုံးတွေကိုရုတ်တရက်ဖွင့်လိုက်တာပါပဲသူ့မျက်လုံးတွေကရဲရဲနေအောင်လင်းလက်နေခဲ့တယ်သူကငါ့ကိုရုတ်တရက်ဆွဲကင်လိုက်ပြီးကတင်ပေါ်မှာဖိတိတ်ကငါ့လယ်ပင်ကိုကိုက်ချလိုက်တော့တယ်ကတင်ပေါက်အပြင်ဘက်ညကောင်းကင်ရံမှာမိုးကြိုးတန်တစ်ချက်ရုတ်တရက်ထိတ်ထိတ်တန့်တန့်ပောက်ကွဲထွက်ပေါ်လာခဲ့တယ်ပြင်းထန်တဲ့လေယူတွေကအပြင်မှာတဟိုဟိုတဟာဟာတိုက်ခတ်လာပြီးကတင်ပေါက်ဖန်တကားတွေကိုဝုန်းလုံးကျဲအောင်လာရောက်ရိုက်ခတ်နေကြတာပေါ့ယုံယုံကတော့ရိုင်းဆိုင်နဲ့တားရဲတကောင်ဖြစ်ပြောင်းလဲသွားတော့မဲ့အဆုံးဘက်ရောက်နေပုံမှာပဲသူ့ရဲ့လှုပ်ရှားမှုတွေကရိုင်းဆိုင်ပြီးယူသွတ်နေခဲ့တယ်ငါ့ကိုရာဇဝင်တွင်အောင်ကိုက်ဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ပေမဲ့အကြိမ်တိုင်းမှာတော့ရုတ်တရက်ရက်တန့်သွားခဲ့ပြန်တယ်သူ့ရဲ့တရိတ်ဆန်ပြီးစစုံတွဲတွေကိုထိန်းချုပ်ဖို့သူ့ရဲ့နောက်ဆုံးကြန့်ရှိနေတဲ့အသိစိတ်ကလေးကိုအသုံးပြုနေပုံမှာပဲငါမှအလိုလျောက်ရုန်းကန်ခြင်းစိတ်ပေါ်လာခဲ့ပေမဲ့အစိတ်ဖြေတာမအောင်မြင်ပဲသူလုံးဝရိုင်းဆိုင်သွားမှာကိုကြောက်နေမိခဲ့တယ်ရုတ်တရက်ရင်းနှီးနေတဲ့မြူဖြူတွေအခန်းထဲမှာပြည့်နေသွားခဲ့တဲ့အဲ့ဒီနောက်မှာတင်မင်္ဂလာဖျောင်းတိုင်တွေကရုတ်တရက်ငြိမ်းသွားခဲ့ရတာပေါ့တကားမှာဝုန်းကနေပြင်းထန်စွာခောက်တန်ကြားလိုက်ရတယ်တောက်ခောက်တန်နဲ့စောက်ချောက်စရာကောင်းတဲ့အတန်ကြီးတန်တကားအပြင်ဘက်ကနေထွက်ပေါ်လာခဲ့တယ်အဲ့ဒီယူနေတဲ့မိမကြီးပဲသူတကယ်ကြီးဒီကိုဆွဲဆောင်ခံလိုက်ရတာပဲယုံယုံကတော့အသိစိတ်နည်းနည်းပြန်ဝင်လာပုံရပြီအပြင်ဘက်ကအတန်ကြောင့်အသိစိတ်နည်းနည်းပြန်ဝင်လာပြီးစိတ်ဆွပေးတယ်လို့ဖြစ်သွားခဲ့တယ်သူကအပြင်ကိုထွက်ပြီးသွားတိုက်ခိုက်ဖို့ပြင်လိုက်တာပေါ့ငါလည်းသူ့ကိုအမြန်တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပြီးအပေါ်ကနေဖိတိတ်ထားရင်ငြိမ်ငြိမ်နေဖို့အချက်ပြလိုက်တယ်နောက်စက္ကန့်မှာတင်တကားတော့ဟာအင်အားကြီးတစ်ခုကြောင့်ရိုက်ခွဲခံလိုက်ရတယ်အဲ့ဒီယူနေတဲ့မိမကြီးဟာတကားဝတ်မှာရက်နေခဲ့ပြီးသူ့အနောက်မှာတော့ရှာထုတ်ပြီးရှူးရှူးအတန်မြည်နေတဲ့အစိတ်ရှိမွေတွေမြောက်များစွာခွေခောက်နေကြတာပေါ့အဲ့ဒီဝေဝါးနေတဲ့မျက်လုံးကြီးတွေကအိယာပေါ်မှာရှိနေတဲ့ငါ့ကိုတက်တက်ကြီးစိုက်ကြည့်နေခဲ့တယ်ငါအောက်မှာနာကျင်စွာနဲ့ရုန်းကန်နေရတဲ့မိမဖြစ်သူနဲ့စောစီးစွာငြိမ်သွားခဲ့တဲ့ငကားနဲ့တောင်းရုပ်ပုံမှာမင်္ဂလာဖျောင်းနိုင်တဲ့စုံကိုကြည့်ရင်မကြုံစဘူးပြတ်သားတဲ့ရက်ဆက်တဲ့စိတ်ဓာတ်တွေငါရင်ထဲမှာလှိုင်းထထွက်လာခဲ့တယ်ငါအိယာဘေးကဟွမ်ဂျိုအရက်ပလင်းဝက်ကိုလှမ်းဆွဲလိုက်ပြီးအဲ့ဒီယူနေတဲ့မိမကြီးစီပြင်းပြင်းထန်ထန်ဖြစ်ပေါက်လိုက်တဲ့ဖန်ပလင်းကွဲထွက်သွားပြီးဟွမ်ဂျိုရက်တွေသူ့တကိုယ်လုံးပေါ်ဆက်ဆက်ယူစီးကျသွားခဲ့တာပေါ့သူကဆူရှစွာနဲ့အော်ဟစ်လိုက်ရတယ်အဲ့ဒီအစိတ်မွေတွေဟာမီးလောင်ခံလိုက်ရတယ်လို့မျိုးယူသွတ်စွာနဲ့ရုန်းကန်လှုပ်ရှားသွားကြတယ်ဒါပေမဲ့သူကတော့ကိုယ်တန်ရာကိုပင်ဂယုမဆိုင်နိုင်တော့အောင်ယူသွတ်နေပြီးငါစီတန်တန်မတ်မတ်ပြေးဝင်လာကငါဦးကောင်းကိုရိုက်ခွဲပစ်ဖို့တုတ်ကောက်ကိုမြှောက်လိုက်တယ်ဒီလိုအသက်နဲ့ခန္ဓာအရေးကြုံနေရတဲ့အချိန်မှာလေသူ့ကိုမထိနဲ့ယုံယုံကဘယ်အချိန်တည်းကမတ်တက်ထွက်လိုက်လဲမသိဘူးသူ့အနောက်မှာမိမိန်လာတဲ့မြေခွေးရည်တစ်ခုပေါ်ထွက်လာခဲ့တယ်သူ့ကိုနူးညံ့လာတဲ့နက်တွေဝါရောင်ဝါတွေပတ်ဝန်းကျင်မှာဝန်းရံထားခဲ့တာပါကျဲလောင်ပြီးဆူရှာလာတဲ့ဂျာဟင်းတန်ကြီးတစ်ခုအခန်းတစ်ခုလုံးမှာဟိန်းထွက်သွားပြီးပြတင်းပေါက်ဖန်တကားတွေအားလုံးကွဲထွက်သွားခဲ့ရတယ်ယုံယုံရဲ့အနောက်ကမြေခွေးရိတ်ဟာရုတ်တရက်ကြီးမားလာခဲ့ပြီးကဘာမြေကိုတုံလို့စေမဲ့လွှမ်းမိုးချုပ်ကင်မှုအရှိန်ဝါနဲ့အတူအဲ့ဒီယူနေတဲ့မိမကြီးစီတန်းတန်းမတ်မတ်ခုံအုပ်လိုက်တော့တယ်အဲ့ဒီမိမကြီးရဲ့မျက်နှာဟာထိတ်လန့်မှုကြောင့်မဲရွယ်သွားခဲ့ရတယ်အနောက်ကိုပင်ခြေတလန်းမဆုပ်ရသေးခင်မှာပဲမြေခွေးရိတ်ရဲ့ပြင်းထန်စွာရိုက်ခတ်မှုကိုခံလိုက်ရပြီးလွင့်ထွက်သွားခဲ့တာပေါ့သူ့ရဲ့အော်ဟစ်တန်ဟာပြတင်းပေါက်အပြင်ဘက်ကမိုးကြိုးတန်တွေနဲ့မိုးတန်တွေအောက်မှာပြက်ကွယ်သွားခဲ့ရတယ်အိတ်ခမ်းတကားဟာမမြင်နိုင်တဲ့အင်အားတစ်ခုကြောင့်ဝုန်းကနေပြန်ပိတ်သွားခဲ့တဲ့အခန်းထဲမှာငြိမ်သက်ခြင်းတွေပြန်လဲစိုးမိုးသွားခဲ့ပြန်ပြီနဂါးနဲ့ဒေါင်းရုပ်ပုံပါမင်္ဂလာဖျောင်းတိုင်တွေဟာအလိုလိုပြန်လဲလင်းလက်လာခဲ့ကြတဲ့ယုံယုံရဲ့ပတ်ဝန်းကျင်ကနက်တွေဝါရောင်ဝါတွေမိမိန်သွားခဲ့ရတဲ့သူဟာသူ့ရဲ့အင်အားတွေအားလုံးကိုအသုံးပြုလိုက်ရတယ်လို့မျိုးအိယာပေါ်စီအားနဲ့စွာလဲကျသွားခဲ့တာပေါ့သူ့မျက်လုံးတွေကအနီရောင်အယောင်ဝါတွေပြောက်ကွယ်သွားခဲ့ပြီးစမ်းရည်လိုင်းလေးတွေလိုဝေဝါးနုညံ့တဲ့မျက်လုံးလေးနဲ့အစာထိုးဝင်ရောက်လာခဲ့တယ်ငါ့ကိုမိမလို့ခေါ်လို့သူကတိုးတိုးလေးတောင်းဆိုလိုက်တယ်သူ့ရဲ့ချုံမြိန်နူးညံ့တဲ့အတန်လေးကြောင့်ငါရင်တွေထုံထုံထုံနဲ့ခုန်သွားရတယ်ကြည့်ရတာအစိတ်ကလုံးဝမပြေသေးဘူးထင်တယ်ဒါပေမဲ့နဂါးနဲ့ဒေါင်းမင်္ဂလာဖျောင်းတိုင်တွေကတော့တဝက်တောင်မလောင်ကျွမ်းရသေးပါဘူးငါရှိမှရှိတဲ့သူ့ရဲ့အလွန်တရာလှပတဲ့မျက်နှာလေးကိုကြည့်ရင်ငါနောက်ထပ်တိုးဆုပ်မနေတော့ဘူးလက်ကိုဆန့်ထုတ်ပြီးအိယာဘေးကမီးဆွဲကြိုးကိုဆွဲချလိုက်တော့တယ်ငါထပ်နိုးလာတော့တတိယမြောက်နေ့ရဲ့မနက်ခင်းတောင်ရောက်နေပြီးနေအောင်ကြီးတွေကလိုက်ကာရီကြားကနေအိယာပေါ်စီဖြာချနေခဲ့တယ်ငါရဲ့ကြိုက်ခဲနေတဲ့လက်မောင်းကိုလှုပ်ရှားလိုက်တော့မှငါရင်ခွင်ထဲမှာဘာမှမရှိတော့တာကိုတွေးလိုက်ရတယ်ငါရင်ထဲမှာထိတ်လန့်မှုကြောင့်ဒုံကနေခုန်သွားခဲ့ပြီးရုတ်တရက်မတ်တက်ထထိုင်လိုက်မိတယ်နင်းနိုးပြီလား
ယုံယုံကပတင်းပေါက်ဘေးကကလတ်ထိုင်ပေါ်မှာထိုင်နေပြီးလက်ထဲမှာအဲ့ဒီဟောင်းနှွမ်းဆုပ်ပြက်နေတဲ့စာအုပ်ကိုကင်ထားရင်းခေါင်းလေးဆောင်ကငါ့ကိုကြည့်နေခဲ့တာပါသူကရိုးရှင်းတဲ့ခစ်ပေါ်အဝတ်စားတွေကိုလဲဝတ်ထားပြီးစပင်ကိုမြင့်မြင့်လေးမြောက်စီးထားခဲ့တယ်ကြည့်ရတာဘေးအိမ်ကတာမန်မင်းကလေးတိုင်းပါပဲသူ့စီမှာမိစ္ဆာအငွေးတက်ဆိုလို့နည်းနည်းလေးမှကြံမနေတော့ဘူးနင့်အစိတ်တွေအကုန်ပြေသွားပြီလားသူကငါ့စီပြောရှင်စွာနဲ့ခုံပေါက်ပြေးလာပြီးငါ့ပါးကိုရှုပ်ခနဲ့အကျယ်ကြီးနမ်းလိုက်တယ်ဒါအဆိုးတွေကအကောင်းပဲငါရဲ့မိစ္ဆာဆွမ်းအားတွေအများကြီးပိုတန်းမာလာခဲ့တယ်ငါတပြင်းချနိုင်တော့တယ်ငါသူ့လက်ကိုစုပ်ကင်ထားပြီးအဲ့ဒီယူနေတဲ့မိမကြီးဘယ်ရောက်သွားလဲလို့မေးလိုက်တယ်မနေ့ကငါရဲ့မိစ္ဆာဆွမ်းအားတုတ်ပြန်မှုကိုခံလိုက်ရတာဆိုတော့သူတန်ရာတွေကုသဖို့ပြန်သွားတော့ပြီးစိတ်မပူပါနဲ့ငါတို့ပြန်ရောက်ရင်အဖွားကိုသွားတိုင်မယ်ရှူမျိုးနွယ်တွေလုတ်ခဲ့သမျှအရာအလုံးအတွက်ပြန်ပေးဆက်ခိုင်းရမယ်။အော်ဟုတ်ပြီအဲ့ဒါကိုကြားလိုက်ရတော့မှငါရင်ထဲကစိုးရိမ်ပူပန်နေတဲ့အလေးချိန်ကြီးလျှော့ကျသွားခဲ့တော့လေငါသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်မိတယ်သူ့ရဲ့နှွေးထွေးတဲ့အစစ်အမှန်ခန္ဓာကိုယ်အပူချိန်ကြောင့်ငါတို့အသက်ရှင်လျက်လွတ်မြောက်ခဲ့ပြီဆိုတာကိုနောက်ဆုံးတော့ငါတေချာသွားခဲ့ပြီငါတို့ပစ္စည်းတွေကိုမြန်မြန်သိမ်းဆည်းပြီးတဲ့နောက်ရွာစီပြန်လာခဲ့ကြတယ်ရွာဝင်ကိုရောက်တာနဲ့ရွာလူကြီးအဖကတုတ်ကောက်ကိုထူရင်းရွာဝင်မှာစောင့်မျှော်ကြည့်ရှုနေတာကိုတွေ့လိုက်ရတယ်ငါတို့ဘေးကင်းကင်းနဲ့ပြန်ရောက်လာတာကိုမြင်တော့အဖိုးကြီးဟာဝမ်းသာလွန်းလို့ငိုတောင်ငိုရှာတယ်အဲ့ဒီယူနေတဲ့မိမကြီးဒဏ်ရာပြင်းထန်စွာနဲ့ထွက်ပြေးသွားခဲ့တဲ့အဲ့ဒီနေ့ကလေးကရွာကိုဝန်းရံထားတဲ့မွေတွေအားလုံးလည်းထွက်သွားကြပြီလို့သိလိုက်ရတယ်ပို့ပြီးအံ့ဩဖို့ကောင်းတာကအပျော်စားမွေအစိတ်တင်ထားတဲ့ရွာသားတွေအားလုံးလည်းတညီတွင်းမှာတင်လုံးဝပြန်လဲကောင်းမွန်သွားကြတာပါပဲရွာလူကြီးအဖကငါလက်ကိုစုပ်ကင်ထားပြီးယုံယုံကိုလှမ်းကြည့်ကနက်နက်နဲနဲပြောလာခဲ့တယ်ငါတို့ချမ်းကြာကောက်ရွာငါတို့ဘိုးဘေးတွေကဟူမျိုးနွယ်စီမှာကျေးဇူးကြီးကြီးမားမားတင်ရှိခဲ့ဘူးတာပါအခုတော့ငါရဲ့အကြီးဆုံးမြေးလေးကဟူမျိုးနွယ်စီမင်္ဂလာဝင်လိုက်ပြီဆိုတော့နှစ်ပေါင်းရာနဲ့ချီခဲ့တဲ့ဒီကျေးဇူးကြွေးကြီးလည်းနောက်ဆုံးတော့ကျေးလဲသွားခဲ့ပြီပေါ့အဲ့ဒီလိုပြောရင်ရွာလူကြီးအဖကငါလက်နဲ့ယုံယုံရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ပူကတ်ဆုပ်ကင်ပေးလိုက်ပြီးလေးနဲ့တဲ့အတိတ်ပဲနဲ့ထပ်ပြောလာခဲ့တယ်ငါမြေးလေးအဖကတော့မင်းကန်ကြမအခုတို့ကြီးလုံးလို့တယောက်တည်းကြံရိတ်ခဲ့မှာကိုအမြဲတမ်းစိုးရိမ်နေခဲ့တာပါဒါပေမဲ့အခုတော့အားလုံးအဆင်ပြေသွားခဲ့ပြီးမင်းဘေးမှာယုံယုံရှိနေပြီပဲအဖတနေ့နေ့မျက်စိမိတ်ဆုတ်ခွာသွားခဲ့ရင်တော့ဘာမှပူပန်စရာမရှိပဲစိတ်အေးလက်အေးသွားနိုင်ပါပြီငါယုံယုံရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်ရင်သူ့လက်ဝါးစီကနှွေးထွေးတဲ့အငွေ့တက်ကိုခံစားလိုက်ရတယ်ယုံယုံကလည်းအစော့မတန်တော့ပဲငါလက်ကိုပြန်လဲဆုပ်ကင်ရင်ငါပခုံးပေါ်အသားလေးမိတွေကနားနာမှာတိုးတိုးလေးကတိပါတန်နဲ့ပြောလာခဲ့တယ်အခုကစပြီးငါနင့်ဘေးမှာအမြဲရှိနေပေမယ်ဘသူမှနင့်ကိုနောက်ထပ်မနိုင်ထက်စီးနေမလုပ်ရတော့ပါဘူးငါကောင်းကိုလှည့်ပြီးသူ့ကိုကြည့်လိုက်တော့သူ့ရဲ့တောက်ပရွှန်းလဲနေတဲ့မျက်လုံးလေးတွေနဲ့စုံတွေ့လိုက်ရတယ်ခဏမြတော့လွန်ခဲ့တဲ့6နှစ်တုန်းကငါပေါင်းပြီးပုံမှာငြိမ်ငြိမ်လေးအိတ်ဆက်ရင်ငါရဲ့ကြီးပြင်းလာမှုကိုတိတ်တဆိတ်အဖော်ပြုပေးခဲ့တဲ့နှင်းပွင့်လိုဖြူဖွေးတဲ့မြေခွေးပေါက်စလေးကိုပြန်မြင်အောင်လိုက်ရတယ်လို့ပါပဲတောင်ပေါ်လေးပြင်းလေးကတိုက်ခတ်သွားပြီးတရွက်6ချို့ကိုလွင်ပါသွားစေခဲ့တယ်ငါသားရစွာပြုံးလိုက်မိတာပေါ့ငါလဲသူ့လက်ကိုတင်းတင်းဆုပ်ကင်ရင်အိမ်ပြန်ရလမ်းမကြီးစီဦးတီးပြီးခြေလမ်းကျဲကျဲနဲ့ရှောက်လန်းသွားခဲ့တော့တယ်